မြတ်စွာဘုရားမြတ်စွာဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ယခုတရားအထုတ်တဲ့ခါ၌ယခုတရားအထုတ်တဲ့ခါ၌မြတ်စွာဘုရားအားမြတ်စွာဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍နိဗ္ဗာန်ကိုရည်မှန်း၍ခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာ၂ပါးကိုယုံနာ၂ပါးကိုလူထမ်းပါ၏လူထမ်းပါ၏သတ်လူပါ၏သတ်လူပါ၏ပူဇော်ပါ၏ပူဇော်ပါခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာ၂ပါးယုံနာ၂ပါးလူသားရတဲ့ကျိုးလူသားရတဲ့ကျိုးမဲ့ညာမဲ့ညာဘောညာဘောညာနိဗ္ဗာန်ညာနိဗ္ဗာန်ညာနိဗ္ဗာန်တရားတော်မြတ်ကိုနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားရပါလို့ဤအရှင်ဘုရားသမထံဘုရားဖြစ်သောသမထံဘုရားဖြစ်သောအရှင်သူမြတ်ဘုရားအရှင်သူမြတ်ဘုရားဘုရားတပည့်တော်တို့သည်ယခုတရားအထုတ်ဆဲခါ၌ဘုရားတော်ဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍ခန္ဓာ၅ပါးယုံနာ၂ပါးကိုလူဒံပါ၏ကလူပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးယုံနာ၂ပါးလူဒံရတဲ့ကျိုးဘုရားတော်ဘုရားဤသိအပ်သောဓာတ်တရားပရမတ်တရားယုတ်တရားနံတရားသစ္စာတရားတို့ကိုဘုရားတပည့်တော်တို့အားဒေသနာတော်မူပါရှင်ဘုရားဘုံ30တိရှိသမျှကရဝါပေါင်းတို့ကိုဘုံမာနေ9ခုတည်းရေမာနေ10ခုတည်းဘုံတတဝါရေတတဝါသဗ္ဗေတတ္တာတတဝါအပေါင်းစัจ java လာတိုင်းသီလာပါကောဘုံမကြံရေမကြံအထက်ဘဝအောက်အဝေစီတိ30ဘုံတင်လီကြကုန်သောဝိနည်းတတ္တဝါပေါင်းကျွန်ုပ်တို့ဤဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဒိဋ္ဌံပါရမီကုသိုလ်ကျွန်ုပ်တို့နဲ့သတ္တုထမြရကြရအားလုံးရကြသမျှအမြတ်အရိယာသူတော်ကောင်းများသေဝေသောအမြတ်ကိုလည်းအကျွန်ုပ်တို့ကဝမ်းမြောက်ဝမ်းသာနှင့်သာဓုသာဓုသာဓုဘုရားကမစ္စည်းမပရိပဒါအလေအလတ်ထိုင်နာတွေကလည်းအလေအလတ်လေးခြေတော်တစ်ချောင်းချင်းဟာမထမ်းနဲ့သဘာဝလေးသက်တောင့်သက်သာလေးထိုင်ရရှူတာကလည်းသဘာဝလေးကနဦးစိတ်ကလေးဟာအာနာပါနတတိဆိုတာတတိယူတာပဲအသိလိုက်ပြင်းပြင်းထန်ထန်ကြီးလောက်ရမယ်တရားမျိုးလည်းမဟုတ်ပါဘူးသဘာဝလောက်ရအဲ့တော့ကနဦးစိတ်ကလေးဟာမျက်စိမှိတ်ပါမျက်စိမှိတ်ပြီးတော့ခန္ဓာကိုယ်အာယုန်လေးနဲ့စိုက်ပြီးတော့ခန္ဓာမျက်စိကလည်းခန္ဓာကိုယ်ကြည့်အာယုန်နဲ့မျက်စိကမြင်တဲ့သဘောရှိသူသဘောကမြင်တဲ့သဘောလေးမျက်စိကနာကကြားတဲ့သဘောလေးမြင်ကောင်းလို့မြင်လာတယ်သမာဓိရှိရင်မြင်လာတယ်
အဲ့တော့မျက်စိကအာယုံကလည်းကိုယ်ခန္ဓာကိုယ်အလားလေးအာယုံလေးနဲ့စိုက်ပြီးတော့စိတ်အမြင်မြင်အောင်ကိုတခါတည်းစိတ်အာယုံလေးနဲ့ကြည့်ကနဦးဟာအစ္ဆတတဏ္ဍာကတွန်းလိုက်တဲ့ဝါရောတွန်းသဘောလေးကိုသိထွက်တယ်ဝင်တယ်လို့ဒီလိုမသားမှတ်ပါနဲ့တွန်းတာလေးကိုသိလိုက်ဗိဓာကကံပို့လိုက်တဲ့ဝါရောဤသဘောကဘာလဲတွန်းတယ်ကံတယ်သူသဘောကဒါပဲရှိဝါရောဤသဘောကိုလိုက်ဝါရောယုတ်ဤသဘောဝါရောတတ်ဤသဘောကိုလိုက်ပရမတ်ကိုအာယုံပြုမှာပညာကိုအာယုံပြုအဲ့တော့တွန်းသဘောလေးကံသဘောလေးဒါလေးပဲသိဘာမှမသိနဲ့ဒီစိတ်ကလေးဟာအနာထွက်တဲ့ဒီစိတ်ကလေးဟာစကား6ပေါက်ကအာယုံ6ပါးဟာသူကအနာထွက်တဲ့စိတ်ကလေးဟာအဲ့ဒီတော့သူ့ဟာတည်ငြိမ်အောင်သူ့ကိုတကစောက်ထားစိတ်ရိုက်စိတ်ယုံမှာထွက်ပြီးတော့သူဟာဒုက္ခဝေဒနာအနံခံစားမခံစားနိုင်အောင်တရားဆိုတာတစ်ထိုင်နဲ့ပဲရတယ်နော်အရေးကြီးဆုံးကသရာပဲဘုရားကဟောထားတယ်သရာဝရိယတတိသမာဓိပညာဘုံ၅ပါးလက်ခံထားရမယ်ဘုံ၅ပါးဆိုတာရှိဘုံ၅ပါးဆိုတာဘယ်ဘုံလဲစိတ်တွေပြောမှာဘုံ၅ပါးဆိုတာသရာဘုံဆိုတာငါတို့တော့အခုခန္ဓာ၅ပါးယုံနာတရားကိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုအယုကြည်ကြည်အရေးခံကဒီတစ်ထိုင်နဲ့ဟာဖြစ်တရားပြတဲ့ပုဂ္ဂိုလ်ကိုလည်းလှူပြီးပြီခန္ဓာ၅ပါးဘုရားကိုလည်းလှူပြီးပြီဒီတစ်ထိုင်မှာတော့ဆရာပြောတဲ့အတိုင်းကိုငါလုပ်မယ်အယုကြည်ကြည်အရေးခံလူသိရင်သိမသိတရားရပဲဒီစိတ်ကိုထားအဲ့ဒါသရာစိတ်ပဲသရာရဲ့ဝရိယရဲ့တတိရဲ့သမာဓိရဲ့ပညာရဲ့ဘုံ၅ပါးရှိသရာဘုံဆိုတာဘာလဲဓာတ်ကြီးလေးပါဖောက်ပြန်လာတဲ့ချိန်ခါမှာနင်လားငါလားမထပဲနဲ့ဒီဒုက္ခကြီးဟာငါကုံဆုံးအောင်အသိဆုံးအောင်ငါလိုက်မယ်ဆိုတဲ့ဒီစိတ်ထားရအဲ့ဒါပါလေသရာပဲသိခြင်းသေရောငါအခုနေသေရမြတ်ဒီစိတ်ကသရာစိတ်ပဲသရာဘုံလေသရာစိတ်ဝရိယဘုံလေဝရိယစိတ်ဆိုတော့ဝရိယဆိုတာဘာလဲတဲ့ကဘာလာစမ်းတည့်တဲ့ကအသိမရှိတော့နံလေးကအပြင်းမဲ့ထွက်ပြီးတော့ကိလေသာအာယုံခံစားနံလေးအပြင်းမဲ့မထွက်အောင်ထိမ့်သိမ်းစောက်ရှောက်ထားမထွက်စီနဲ့တောနာလေးပြီးလိုက်ကာနာလေးပြီးလိုက်တောနာလေးပြီးလိုက်ကာနာလေးပြီးလိုက်တောနာလေးပြီးလိုက်ကာနာလေးပြီးလိုက်အဲ့ဒီလိုနံလေးမထွက်အောင်ထိမ့်သိမ်းစောက်ရှောက်ထားတာဝရိယသတိဆိုတာဘာလဲတဲ့တောနာလေးသိရမယ်ကာနာလေးလည်းသိရမယ်အောက်ကအမားနဲ့ကိုယ်နဲ့ထိလိုက်တဲ့အချိန်ကကြာထိုင်မှများလာတော့ကိုယ်သမရုပ်ပေါ်လာတယ်ကိုယ်သမရုပ်တော့ပထဝီဓာတ်ကသမဲ့ပုဂ္ဂိုလ်ကြတော့တင်းလာမယ်တောင်းလာမယ်ထုံလာမယ်ကျင်းလာမယ်အောင့်လာမယ်ကြိုက်လာမယ်ဒါပထဝီဓာတ်ကသအာဘောကသမဲ့ပုဂ္ဂိုလ်ကြတော့ရင်နဲ့နှလုံးနဲ့ကြက်ဆုပ်ပြီးတက်လာငါသိရင်တော့ဖောရောက်ပြီးကြက်ဆုပ်သေးရမှာပဲဒီလိုသိရတရားကျင့်တဲ့ပုဂ္ဂိုလ်ကကိုယ်သမရုပ်ကိုသိတယ်ဗျမကျင့်တဲ့ပုဂ္ဂိုလ်တော့မသိဘူးဘယ်ရုပ်ကသမလည်းမသိဘူးဒီကနေ့ဆက်ငါတိုက်တယ်ကိုယ်ကပဲလေးဘက်ထောက်ပြီးရက်ဆင်းမယ်အဲ့တော့တထိုင်နဲ့တရားရအပယ်လွတ်တယ်ဘာကြောင့်စိတ်ပဲအဲ့တော့တရားအရေးကြီးတယ်ဒါကြောင့်မလို့အခုအမှားသာပြီးပါမယ်လို့ရှင်းတတ်ဖို့ကနဦးစိတ်ကလေးဟာတွန်းသဘောကံသဘောလေးကိုဒါလေးပဲသိပါတော်ကြာကြတော့အောက်ကအမာနဲ့ကိုယ်နဲ့တွေ့လိုက်တဲ့အချိန်ကဖသဝေဒနာဖြစ်လာပါလိမ့်မယ်ဝေဒနာဖြစ်လာတဲ့အချိန်ကကြတော့နာတိပြတွန်းသဘောကံသဘောလေးကိုသိနေတဲ့နံတရားဟာမနေနိုင်တော့ဘူးဘယ်သွားခံစားလိုက်တော့ဝေဒနာသွားသိတော့ဝေဒနာသွားခံစားလိုက်နာတိလက္ခဏာခံစားတာပဲရှိနာတယ်လို့များသွားမသိလိုက်နဲ့တင်းတယ်လို့များသွားမသိလိုက်နဲ့ကြိုက်တယ်လို့သွားမသိနဲ့ပူတယ်လို့သွားမသိလိုက်နဲ့အေးတယ်လို့မသိလိုက်နဲ့အေးတယ်ပူတယ်ကြိုက်တယ်ထုံတယ်လို့သိလိုက်ရင်ဒိဋ္ဌိဒုက္ခပေါ်ဒုက္ခဖြစ်တယ်ဒုက္ခသမုဒယဖြစ်တယ်ဒုက္ခသမုဒယလွတ်အောင်ရှုရမယ်ဒုက္ခသမုဒယလွတ်အောင်ရှုရမယ်ဒုက္ခဝေဒနာနိရောဓဝေဒနာနိရောဓအဲ့တော့ဝေဒနာပေါ်မှာတဏှာမဖြစ်အောင်နာရာကိုပေါ်လာလို့နာရာရှုရင်ဝေဒနာတဏှာပဲကြိုက်တာပေါ်လို့ကြိုက်တာရှုရင်ဝေဒနာတဏှာပဲ
ပူရာပေါ်လို့ပူရာရှုရဲ့ဝေဒနာတဏှာပဲပူရာကိုပေါ်လို့ပူရာကိုမရှုရဘူးကြိုက်တာပေါ်လို့ကြိုက်တာကိုမရှုရဘူးဝေဒနာဒီဘုရားကနာလို့ဟောတယ်ဝေဒနာဒီတင်းနာပေါ်တော့တင်းတယ်လို့နာခံစားလိုက်ခံစားတဲ့သဘောလေးကိုသိမှာနာတယ်လို့မသိလိုက်ပါနဲ့တင်းတယ်လို့မသိနဲ့ကြိုက်တယ်လို့မသိနဲ့အောင့်တယ်လို့မသိနဲ့ကြက်တယ်လို့မသိနဲ့တရားဟာတထိုင်နဲ့ဒီပဲအပယ်လွတ်တယ်တရားရှိရင်ငါတို့တော့အယုံကြည်ကြည်ရေခါလူသိရင်သိမသိတရားရဒီစိတ်ကိုထားရဒီစိတ်ထားလိုက်လို့ရှိရင်တရားဓမ္မများဒီမဲ့တထိုင်နဲ့အပယ်လွတ်တယ်ကဘာလာတန်တိရဲ့ကဒီမဲ့အယူမအမှတ်မှားပြီးပြောက်တယ်ဘာကြောင့်လဲတဲ့ကဘာလာတန်တိရဲ့ကသိလာတဲ့အသိတွေဟာနားလိုက်တာကြိုက်လိုက်တာထုံလိုက်တာကျင်းလိုက်တာအောင်းလိုက်တာပူလိုက်တာလှုပ်လိုက်တာရားလိုက်တာလို့ဒီလိုသိတယ်ပြင်လည်းမပြင်နဲ့တော့ပြင်လိုက်လို့ရှိရင်သခါရပြုပြင်ပေးနေလို့ရှိရင်ဘယ်ကဖြစ်တာအစလည်းအဆုံးရောက်ဒီရုပ်ဝေဒနာဖြစ်လာရင်သူ့သဘောကိုလိုက်ပါအစလည်းဆုံးရုပ်သဘောကိုလည်းအစလည်းဆုံးလိုက်အဆုံးသိအောင်လိုက်နာမ်သဘောကိုလည်းအစအဆုံးလိုက်အဆုံးလေးကိုမြင်လိုက်ပြီဆိုရင်ဘယ်စောမြင်ပြီဆိုလို့ရှိရင်နိဗ္ဗာန်မြင်တာပဲအဲ့ဒီတော့ဗราကြီးကြီးဒီတရားတော်များတယ်မှမတွေ့တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့ဒီမဲ့သိမ့်တာကြတယ်။ဘာကြောင့်လဲသေဂာနိဆက်ငါတတ်မှာကြီးငါတတ်လိုက်လို့ရှိရင်ငါခံရမယ်လားမှတော့လေးဘက်ထောက်ပြီးရက်ဆင်းရမှာတော့ပါအဲ့တော့ကြိုးစားရင်ဒီသာသနာပြပါလေသားနဲ့ကြိုးစားရင်ကျင့်ညမကျင့်လို့ကတော့ဒီမဲ့ငါသေးရင်ငါအပယ်သွားတော့မယ်လို့သာတစ်ထစ်ချက်မှာဘာကြောင့်လဲတဲ့ဘုရားကလူသိသိတယ်လို့လူတယောက်ဖြစ်တယ်လို့မဟောဘူးအဲ့တော့အခုတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်ထိုင်နေလဲတဲ့အသိကျင့်မှာဒါကြောင့်မလို့လူကြီးစကပုံများရှိတယ်တခါသိဖို့ရင်ခေါင်းဖို့နားတယ်တခါသိဖို့ရင်ခေါင်းဖို့နားတယ်တာပေါ့သိဖို့တဲ့ပုဂ္ဂိုလ်အိတ်ကိုအိမ်ကလူသေးတယ်ခေါင်းဆိုင်သွားဝယ်လိုက်ခေါင်းဆိုင်သွားဝယ်တော့ဘယ်လိုဖြစ်လဲတရားခေါင်းကဘယ်တော့အင်းကောင်းကဘယ်တော့ကျွန်းကောင်းကဘယ်တော့ဆိုတော့အဖို့နားတယ်တရားဓမ္မများလည်းပဲတခါသေးဘူးရင်ခေါင်းဖို့နားလေတယ်ဆိုရုပ်ဝေဒနာတခါကြော်မှုသွားတဲ့ပုဂ္ဂိုလ်အစအလေအဆုံးကိုအသိဆုံးသွားတဲ့နေရာလေးကိုစိတ်ဓာတ်သတိပ္ပံကာယသတိပ္ပံကနေပြီးတော့ဝေဒနာသတိပ္ပံဝေဒနာသတိပ္ပံကစိတ်ဓာတ်သတိပ္ပံအဲ့ဒီစိတ်ဓာတ်သတိပ္ပံတစ်ချိန်တစ်ခါရောက်မှုတဲ့ပုဂ္ဂိုလ်ကတည်ငါမဲ့တည်ငါဖို့ရလိုက်ပါဗျာဘာကြောင့်လဲခဏသိရှိပြီးအဲ့ဒီလိုများရလိုက်ပြီဆိုလို့ရှိရင်တရားဓမ္မများစိတ်ဓာတ်ချငါတော့သိပြီးပြီဟေ့သားတို့သမီးတို့သပိတ်မတော်နဲ့လို့ဒီလိုမှားထားခဲ့တယ်ဘာကြောင့်လဲတဲ့ထိုင်တာကိုအသေးကျင့်လိုက်တာကိုသေတတ်တဲ့စိတ်ကလေးနဲ့ထားတတ်ဒီလိုမှမကျင့်ပဲနဲ့စိတ်ကလေးထားတတ်ပါနိဗ္ဗာန်သွားတဲ့စိတ်ရှိတယ်ဗြဟ္မာ20သွားတဲ့စိတ်ရှိတယ်နတ်ပြည်သွားတဲ့စိတ်ရှိတယ်လူပြည်ပြန်တဲ့စိတ်ရှိတယ်အပယ်လေးပါသွားတဲ့စိတ်ရှိတယ်စိတ်တွေကိုပြောတာအပယ်လေးပါသွားစေတတ်တဲ့အပယ်လေးပါသွားတဲ့စိတ်ကဘယ်စိတ်လဲတဲ့ဝေဒနာတစ်ခုပေါ်လာရင်နားတယ်၊ကြိုက်တယ်၊ထုံတယ်၊ကျင်တယ်၊အောင့်တယ်၊ပူတယ်၊အေးတယ်၊လှုပ်တယ်၊ရွတယ်လို့သိတာအပယ်သွားမယ်ဝေဒနာတစ်ခုပေါ်လာတဲ့နာဤခံစားမှုသဘောဝေဒနာဒီရုပ်ခံစားတဲ့သဘောနာဤလက္ခဏာခံစားတဲ့သဘောသာရှိပါတော့ဝေဒနာဒီနာမာလားလို့နာပြက်ကိုသိရအဲ့ဒီလိုနာပြက်သိလို့ရှိရင်ပြက်နတ်ကြီး၆သွားပြီလားမှတော့သေခါကြီးဆဲဆဲကြပြီဆိုရင်ဝေဒနာတစ်ခုပေါ်လာရင်နာဤလက္ခဏာခံစားတဲ့သဘောလေးကိုအတိမကဲရပဲနဲ့တလက်သက်ကြီးခံစားတဲ့သဘောဘယ်လိုခံစားရလဲသူသဘောလေးကိုလိုက်ကြည့်ခံစားတဲ့သဘောလေးတွေ့လိမ့်မယ်အဲ့ဒီလိုခံစားတဲ့သဘောလေးကိုအတိဆုံးတဲ့နေရာလေးကိုရောက်သွားလိမ့်မယ်ဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုံတစ်ပါးတစ်ထပ်ဖြစ်ပြီးတစ်ထပ်ချုပ်ဆုံးသွားတဲ့နေရာလေးအတိဆုံးသွားလိမ့်မယ်အဲ့ဒီလိုအဆုံးလေးကိုသိလိုက်ပြီဆိုရင်အတိတတ်ငါသိရင်လည်းဒီရုပ်နဲ့တင်တာဒီလိုပဲဖြစ်ပြီးဒီလိုပဲအတိဆုံးပါပဲဒီလိုပဲဖြစ်ပြဆုံးရပါပါလားလို့အတိဝိဇ္ဇာဉာဏ်ရပါငါသိတတ်ပြီငါခဏသိကြည့်ပြီဒီရုပ်နဲ့တင်တာဖြစ်လာရင်ငါတော့ဒီလိုပဲအတိလေးလိုက်ရပါပဲနာတယ်ကြိုက်တယ်ဆိုတဲ့တရားမရှိတဲ့တရားပြဉ္ညာတရားပဲရှိတာတရားကဝေဒနာသည်နာမလားခံစားတဲ့သဘောတရားနာတာရှိပါလားလို့နာဤလက္ခဏာသဘာဝကိုခံစားတဲ့သဘောလေးကိုဒါလေးသိဒါကိုသိပါမှအမြတ်ဆုံးတရားကိုရမယ်နာတယ်ကြိုက်တယ်ဒီလိုကတော့စိတ်သာချတော့လေးဘက်ထောက်ပြီးရက်သာဆင်းတော့ကိုယ့်ဟာကိုယ်ဒီမဲ့မနာမနေစေကြောင်းဆိုတဲ့ပေါ့သိတယ်ကိုကဘာလဲခလေးစီကိုလူတိုင်းသိတဲ့အသည့်ဒါကြောင့်မလို့တရားဓမ္မများသာသနာကြီးနဲ့မိတဲ့အချိန်ကကြိုးစားအားထုတ်ကြပါလို့မကျင့်မဲနဲ့မနေကြပါနဲ့ကိုရောင်ဒီရောင်ပတိရောင်ဖောင်းရောင်တော့မလုပ်နဲ့အပေမလုပ်ဘူး
ဘာကြောင့်လဲတဲ့ပတိစိတ်ပြန်တော့လဲဇာနေပင်ရှင်နေရမှဒီဘက်ပြမာ20သွားတယ်ဇာပင်ရှင်မရဘဲနဲ့မသွားဘူးအဲ့တော့ကြိုးစားပြီးတော့ဒီမဲ့တည်ငါမဲ့တည်ငါဖို့ရအောင်ကကြိုးစားပြီးတော့သာသနာကြီးနဲ့ပြီးတဲ့အချိန်ကကြိုးစားပါလို့အခုထိုင်တဲ့ပုဂ္ဂိုလ်နဲ့အရိယာမှာထိုင်နေတယ်အရိယာမဟုတ်တဲ့ပုဂ္ဂိုလ်ဘယ်ဟာထိုင်နေပါကျင့်တဲ့ပုဂ္ဂိုလ်အယူလို့တောင်ပြောသေးတယ်ဒါကြောင့်မလို့တရားဓမ္မများကြိုးစားပြီးတော့မကျင့်တဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတယ်ကျင့်တဲ့ပုဂ္ဂိုလ်ကအယူတွေဘာကြောင့်ယူတယ်လဲတဲ့တော်တော်ကြာကြာရှင်းကလည်းပြညတ်ထွက်ထားတယ်အယူတဲ့အယူကပိုထူးတယ်အယူကတမှုစားတယ်အယူကအိမ်ဦးတက်ချီးပါတယ်အဲ့ဒီလိုပြညတ်ကထွက်တယ်ရှင်းတဲ့ပုဂ္ဂိုလ်တွေကအယူကပိုထူးလာလိမ့်ဘယ်လိုပိုထူးမလဲတဲ့ခန္ဓာ၅ပါးယုံနာတရားပြတ်တော်မယ်ဆိုတော့နတ်ပြည်၆ထပ်ရောက်အရိယနတ်ကြီးကိုနတ်ပြည်၆တော့ပိုမထူးဘူးလားပိုထူးသွားတယ်အယူကတမှုစားတယ်ဟောမဲ့ခင်7ပါးကိုမျက်မှောက်ပြုတယ်အယူကပိုတမှုစားအယူကပိုထူးတဲ့အိမ်ဦးတက်ပြီးချီးပါတယ်အိမ်ဦးတက်ပြီးတော့သစ္စာ၄ပါးတရားဟောအကြောင်းကျိုးတွေတခါလေးရတာပဲသစ္စာ၄ပါးအဲ့ဒါပါလေတဲ့အိမ်ဦးတက်ပြီးတော့တခါတရားတော့ချင်းမြင်အဲ့ဒီတော့အခုကျင့်တဲ့ပုဂ္ဂိုလ်တွေအလောင်းနေပါပဲကြိုးစားအားထုတ်ကြပါလို့တရားဝရိယသတိသမာဓိပညာဘုံ၅ပါးလက်ကင်ထားပါဘယ်လိုဘုံ၅ပါးလက်ကင်ထားမလဲတရားဘုံဝရိယဘုံသတိဘုံသမာဓိဘုံပညာဘုံ၅ပါးရှိဘုံ၅ပါးရှိတဲ့နဲ့ကအယုံကြည်ကြည်အရေးခါလူသေးသေးမသေးတရားကြဒီဒုက္ခကြီးကငါအသိဆုံးအောင်လိုက်မယ်ဆိုပြီးတော့ဒီစိတ်ကိုထားတာတရားဘုံပဲဝရိယဆိုတာဘာလဲတဲ့နံလေးအပြင်းမဲ့မထွက်တာနံလေးအပြင်းမဲ့မထွက်ဘဲနဲ့ထိသိစောက်ရှောက်တာဝရိယသတိဘုံဆိုတာဘာလဲတဲ့အစ္ဆဒတဏ္ဍာကဖောက်ပြန်လာတဲ့ယုတ်တရားတွေဟာဝေဒနာတွေဖြစ်လာတဲ့အချိန်ကဝေဒနာကိုနာကိုသိလိုက်ရဝေဒနာဒီနာမလားလို့သိလိုက်တယ်အဲ့ဒါဘာလဲတဲ့သရာဘုံဝရိယဘုံသတိဘုံခေါ်တယ်ဝေဒနာတင်းတယ်လို့တောင်းတယ်လို့သွားမသိနဲ့တင်းတယ်တောင်းတယ်လို့သိတယ်မရှိတဲ့တရားကိုသွားသိလိုက်တာအဲ့ဒါအပယ်သွားမဲ့စိတ်ဝေဒနာဒီနာကိုသိလိုက်နာကိုသိလိုက်နာသိလိုက်ပြီဆိုလို့ရှိရင်သရာဘုံဝရိယဘုံသတိဘုံဖြစ်သွားတယ်သမာဓိဘုံတဲ့သမာဓိဘုံဆိုတာဖြစ်တိုင်းဖောက်ပြန်တိုင်းတင်းလာလားတောင်းလာလားထုံလာလားကျင်လာလားအောင့်လာလားကြိုက်လာလားနာဤသဘောကိုပဲနာမသိတော့တာအဲ့ဒါပါလေသမာဓိကိုသရာဘဝရိယဘသတိကိုသမာဓိကိုပညာဘုံတဲ့ပညာဘုံဆိုတာပါလေနာဤသဘောတရားဟာဝေဒနာဒီနာခံစားတဲ့သဘောလေးပါလားခံစားပြက်ခံစားပြီးပြက်တဲ့သဘောတရားလေးပါလားလို့အဲ့ဒီလိုသိလိုက်တာပါလေပညာဘုံခေါ်တယ်သရာဘုံဆိုတာပါလေတဲ့အယုကြည်ကြည်ရေခန့်လူသေးသေးမသေးတရားရဆိုတာအဲ့ဒါသရာဘုံပဲဝရိယဆိုတာနာမ်လေးအပြင်းမဲ့မထွက်အောင်ထိမ့်သိစောက်ရှောက်တာနာအပြင်းမဲ့မထွက်အောင်ထိမ့်သိစောက်ရှောက်တာဝရိယဘုံသတိဘုံဆိုတာဝေဒနာတစ်ခုပေါ်လာရင်နာမ်ကိုသိတာကိုသတိဘုံသမာဓိဆိုတာနာမ်လေးစိတ်ကလေးမပြောင်းမလွယ်ပဲနဲ့တင်းနေတောက်နေလို့ဒီစိတ်မဖောက်မပြန်ပဲနဲ့နာဤသဘောတရားဝေဒနာဒီနာမ်ကိုသိတာသမာဓိပညာဆိုတဲ့ဥစ္စာပါလေခံစားပြီးပြည့်တဲ့သဘောနာဤလက္ခဏာခံစားပြီးပြည့်တဲ့သဘောလေးကိုသိလိုက်ကြဘူးဝိဇ္ဇာပညာပဲအဲ့ဒါသရာဘဝရိယဘသတိဘသမာဓိဘပညာဘစိတ်တွေပြောတာအဲ့ဒီစိတ်တွေကိုသဘောတွေပေါက်ပါမှစာစိတ်တွေသိလို့ကတော့လကားပဲလူတိုင်းသိတယ်ဒါကတော့ဖတ်ကြည့်သိတာပဲခန္ဓာကစိတ်တွေကိုသိရမယ်သရာဘဝဘယ်ဟာလဲဝရိယဆိုတာပါလဲတတိဆိုတာပါလဲသမာဓိဆိုတာပါလဲပညာဆိုတာပါလဲဆိုတော့ဒီစိတ်တွေကိုသိပါမှအပေတကားပြီးနိဗ္ဗာန်တကားဝင်ကြမယ်အဲ့ဒီတော့တရားဓမ္မကြီးတွေကြိုးစားပြီးအားထုတ်ပါအသက်တွေကလည်းကြီးလာတယ်ဒီလာရောက်တဲ့တရားဓမ္မတွေ12နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်တစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်နှစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်3နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်4နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်5နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်6နာရီထိုးရင်နေဝင်တော့မယ်ကုသိုလ်ကအချိန်ကုန်သွားပြီဆိုလို့ရှိရင်အမှောင်တရောက်တော့မယ်အကုသိုလ်ကအချိန်ကုန်သွားလို့ရှိရင်နတ်ပြည်ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရရယမ20ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရရနိဗ္ဗာန်ကိုသွားနိုင်တဲ့ဝိဇ္ဇာဉာဏ်ဆုံးရင်ဆုံးမဆုံးလို့ရှိလို့ရှိရင်ဘယ်သွားကြမလဲဘယ်သွားလို့ဘယ်လာရမှမသိတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့လေးပဲတောက်ပြီးရက်တာတင်တော့အဘယ်ပဲဘာကြောင့်လဲတဲ့ဝိဇ္ဇာဉာဏ်မှမရပဲဟိုသမာဓိမှမရှိပဲနဲ့ကျင့်မှလည်းမကျင့်ဝစီဘောလည်းမလုပ်ဝစီဘောဆိုတာအခုကတည်းကထုတ်တာအသေးကျင့်နေတာဝစီဘောပဲ
စာနဲ့ပုဂ္ဂိုလ်လည်းစာဝတိဘောလက်ကျင်ပြီးတော့အားနေရတယ်ဒါဝတိဘောပေါ့စာတတ်အောင်တရားတော်ကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်ကအသေးကျင့်တယ်ဝတိဘောပဲသိတတ်ဖို့စိတ်ကလေးထားတတ်ဖို့ဝေဒနာဘောကိုစိတ်ကလေးထားတတ်ဖို့အသိလေးစိတ်ကလေးပြောင်းတတ်ဖို့အဲ့ဒီစိတ်ကလေးပြောတာဘုရားကအသိဟောတာစိတ်ပဲဟောတာအဲ့ဒီတော့ဝေဒနာကိုနားရဲကြိုက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်လို့မသိနဲ့ဘာကိုသိရမလဲဝေဒနာတစ်ခုပေါ်လာရင်တင်းနဲ့တောင်းတယ်လို့မသိပဲနဲ့ဝေဒနာသည်နာဤလက္ခဏာသဘာဝခံစားတဲ့သဘောလေးကိုသိခံစားတာပဲသိဒီပြင်ဘာမှမသိနဲ့ဝေဒနာနဲ့အရာခိုင်းတာတင်းနဲ့တောင်းတယ်လို့ဒီလိုစေတသိက်တွေမဖြစ်စေနဲ့စိတ်ဓာတ်သင်္ခါရတွေမဖြစ်စေနဲ့ဝေဒနာတွေအရာခိုင်းတာဝေဒနာတဏမပူအောင်လို့ဝေဒနာမှာနာတယ်ကြိုက်တယ်ဆိုလို့ဝေဒနာနာတယ်လို့သတ်မှတ်လိုက်ရင်ပိုးနာလာပဲတဏှာကူပါပြီအပယ်ဆင်းပြီဝေဒနာမခံစားခြင်းနဲ့စိတ်ဒေါသစိတ်ဖြစ်ပြီဝေဒနာကန့်ကျင်လိုက်တဲ့စိတ်ကလောဘစိတ်မခံစားခြင်းနဲ့ဒေါသစိတ်ဝေဒနာဘောကနေပြီးအပယ်ကြီးလိုက်ကြဝေဒနာဘောကနေပြီးတော့နှိမ့်မှသွားတယ်ဝေဒနာဘောကနေပြီးနှိမ့်ညပ်ပြေသွားတယ်ဝေဒနာဘောကနေပြီးတော့ပြမာသွားတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဒီဘောကနေပြီးသံဃာလဲတယ်အဲ့ဒီတော့ဝေဒနာဘောရဖို့အရေးကြီးတယ်ဘယ်လိုရမလဲဝေဒနာတစ်ခုပေါ်လာရင်နားရဲကြိုက်တယ်ထုံနေခြင်းနဲ့အောင့်နေမသိပဲနဲ့ဝေဒနာဖြစ်လာရင်ပြင်းပြင်းလေးရှုသွားအဲ့ဒါသမာဓိနဲ့ပညာနဲ့ချိန်မရှုဘဲနဲ့တော့ရမနေနဲ့မရှုဘဲနဲ့ရရင်ဝေဒနာတစ်ခုတည်းသိရင်နာဖြစ်ပြမသိဘူးဝေဒနာသမာဓိနဲ့ရအဲ့တော့သမာဓိနဲ့ပညာနဲ့ချိန်တော့မှနာဖြစ်ပြတဲ့သဘောကိုသိလာတယ်ဒါကြောင့်မလို့ရှင်းဆရာတော်ကြီးတွေပြောတယ်သမာဓိနဲ့ပညာနဲ့ချိန်ရမယ်ဘာဝနာချိန်ခတ်အောင်ဒါကြောင့်မလို့သမာဓိပညာနှစ်ပါးမြတ်ချိန်ဝင်ဣန္ဒြေငါဤအလေးကိုတင်ဝရိယာဆိုတဲ့ပေါင်းကြိုက်လင်းဥပါဆိုတာလည်းပြီးဝဲမှုတဲ့ဘင်းဆိုတာလည်းပြီးဝဲမှုတဲ့နဲ့အဲ့တော့မှသမာဓိနဲ့ပညာနဲ့ချိန်လိုက်တဲ့ချက်ရှူတာကသမာဓိဖြစ်တယ်ရှိတိုင်းထားတာသူအရေးကြောင့်ဆိုသူဥပါအဲ့တော့မှနာဖြစ်ပြတဲ့သဘောသိတယ်ပြင်လည်းမပြင်နဲ့ဒုက္ခဝေဒနာကြီးဖြစ်လာတဲ့အချိန်ကပြင်းပြင်းလေးရှုလိုက်တော့နာဟာထွက်ပြေးလိမ့်မယ်ဒုက္ခဝေဒနာမခံစားခြင်းတော့ဘယ်ပြေးမလဲနာတိယပြေးသိလိမ့်နာတိယပြေးသိလိုက်တာကဒုက္ခဝေဒနာဝေဒနာကိုခံစားတာကဒုက္ခဝေဒနာဒုက္ခဒုက္ခနှစ်ပါးခံစားတဲ့သဘောတရားနာဖြစ်ပြတဲ့သဘောလေးကိုတွေ့လိမ့်အဲ့တော့ဒုက္ခနာတိယသိလိုက်လို့ရှိရင်ဒုက္ခဝေဒနာကိုမသိဘူးဝေဒနာသိနေရင်နာတိယမသိဘူးအဲ့ဒီတော့နာဟာကိုထားတဲ့နေရာထားလို့မရဘူးနာတိယထားလို့လည်းမရဘူးဝေဒနာသွားသိတယ်ဝေဒနာထားလို့လည်းမရဘူးနာတိယသွားသိတယ်ဒုက္ခနဲ့ဒုက္ခနာခံစားတဲ့သဘောကိုသိလာတယ်နာငါထားတဲ့နေရာမနေပါလားဝေဒနာထားတယ်မရဘူးဝေဒနာမခံစားခြင်းတော့ဘယ်ပြေးလဲနာတိယပြေးပါလားနာတိယထားတယ်မရပါလားဝေဒနာသွားသိလိုက်ပါလားနာဟာဒုက္ခနဲ့ဒုက္ခနှစ်ပါးခံစားနေတဲ့သဘောတရားသာရှိတယ်နာမပိုင်တဲ့တရားပဲနာကဒုက္ခဒုက္ခခံစားတဲ့သဘောတရားရုပ်ဆိုတဲ့သဘောတရားဖောက်ပြန်နေပါလားမဟာဘုတ်တက်ကြီးလေးပါဟာဖြင့်တင်းသဘောတောင်းသဘောထုံသဘောကျင်းသဘောအောင်သဘောကိုင်သဘောလှုပ်သဘောပူသဘောအေးသဘောဆိုတဲ့ဒီရုပ်တွေကဖောက်ပြန်နေတဲ့သဘောနာကလည်းဒုက္ခဒုက္ခခံစားတဲ့သဘောမြင်တဲ့သဘောကြီးကဒီရုပ်ကြီးဟာဘာမှသိတဲ့တရားမရှိဘူးအာသုဘယုတ်ကြီးဒီရုပ်ကြီးကအယုစုကြီးပဲဒီပေါ်ဥသိနေတာကမဟာဘုတ်တက်ကြီးလေးပါဖောက်ပြန်တဲ့သဘောရဲ့နန္တဤလက္ခဏာကခံစားတဲ့သဘောရဲ့နန္တကလည်းခံစားတဲ့သဘောတရားကလည်းသတ္တပါလားလို့ဟောရုပ်ကကွဲသွားတယ်နန္တကလည်းဒုက္ခဒုက္ခခံစားတဲ့သဘောကလည်းသတ္တဖောက်ပြန်နေတဲ့သဘောတရားတွေကလည်းသတ္တမြင်နေတဲ့အသုဘယုတ်ကြီးကလည်းသတ္တပါလားအဲ့လိုသုံးဌာနကွဲသွားတယ်အဲ့တော့မှနာညုတ်ကိုလည်းသိတယ်ယုတ်နာကိုလည်းသိတယ်နာအကြောင်းကိုလည်းသိတယ်ယုတ်အကျိုးကိုလည်းသိတယ်ရုပ်အကြောင်းကိုလည်းသိတယ်နာအကျိုးကိုလည်းသိရုပ်နာကွဲသွားပြီအဲ့ဒီလိုခန္ဓာတွေကဖောက်ပြန်တဲ့သဘောကလည်းသတ္တခံစားတဲ့ဒုက္ခဒုက္ခခံစားတဲ့နာကလည်းသတ္တမြင်နေတာချက်ဒါချင်းအတုပါကြီးပဲအယုစုကြီးပဲလို့အဲ့ဒီလိုသုံးဌာနကွဲသွားပြီဆိုလို့ရှိရင်စာထဲမှာလို့တော့နမရူပပြိစေရညာနဲ့နာညုတ်ကိုကွဲတယ်အဲ့ဒီလိုကွဲရင်ငါတည်ရင်သပိတ်တော့မသွန်းနိုင်လို့ပါလာခဲ့တယ်ဒီလိုမှမကွဲလို့ရှိရင်စာကွဲလို့ကတော့လေးပဲထောက်အောင်ပဲတော့ပညာပဲရှိခန္ဓာတွေကပညာကိုမြောင်ကွဲအောင်ရှုအဲ့တော့ကြိုးစားပြီးတော့လုံးကြတရားဓမ္မများကျင့်တဲ့ပုဂ္ဂိုလ်တော့ရတယ်မကျင့်တဲ့ပုဂ္ဂိုလ်ကတော့မရပါဘူးဒီသာသနာပြောင်းတတ်ကြ
ကျင့်တဲ့ပုဂ္ဂိုလ်တွေအလောင်းနေဘာအလောင်းနေလဲတဲ့သောတာပန်မဖြစ်ရင်သောတာပန်လောင်းသရဂါမဖြစ်သေးရင်သရဂါလောင်းအနာဂါမဖြစ်သေးအနာဂါလောင်းအရဟတမေအရဟတဘုမရသေးရင်ယဟန္တာလောင်းအလောင်းကြီးပဲကျင့်တဲ့ပုဂ္ဂိုလ်မှာအလောင်းမကျင့်တဲ့ပုဂ္ဂိုလ်အလောင်းခေါ်နိုင်ပါမခေါ်နိုင်ပါဘူးအခုဘုရားသမီးတွေဘုရားသားတွေဘုရားအလုံးလုံးတာဘုရားသမီးဘုရားသားဘုရားလုံးတာမှဘုရားသမီးဘုရားသားခေါ်တယ်ဘုရားလုံးမှမလုံးရင်ဘုရားသမီးဘုရားသားမခေါ်ဘူးဘုရားကငါအလုံးမှငါသားငါသမီးတဲ့အဲ့ဒီတော့အခုလာရောက်တဲ့တရားဓမ္မတွေဘုရားသမီးတွေပါပဲဗျာကြိုးစားလုပ်ကြပါလို့တိုက်တွန်းပါတယ်ဒီသာသနာကြီးနဲ့ပြီးတဲ့အချိန်ကဒီသာသနာနဲ့လွှဲရင်ရေစုံမျောကြဘာကြောင့်လဲတဲ့ဓမ္မတာတွေနဲ့နေတော့မှာဟုတ်ဓမ္မတာတွေနဲ့ကကဘာလာသတ္တိရဲ့တဲကလုံလာသေဂာတိဆဲဆဲအာကိုစရာမရှိဘူးဒါနအာကိုတဲ့သီလအာကိုတဲ့မရှိပညာကိုအာယုပြုပြီးအာကိုလို့လေးဘက်ထောက်ပြီးအပေရက်စင်ကံပေါ်တဲ့အချိန်ခါကျတော့အကျိုးပေးတယ်သူကအဲ့ဒီတော့ကြိုးစားပြီးတော့တရားဓမ္မများသရာဘုဝတိယဘုတတိဘုသမာဓိဘုဘုံ၅ပါးလက်ကင်ချပြီးတော့ကြိုးစားကြပါလို့ဝေဒနာတစ်ခုဖြစ်လာရင်လှမ်းမြမပြစ်လိုက်ပါနဲ့သမာဓိဥဆောင်မှာပြင်းပြင်းလေးရှုပါလို့ဘာကြောင့်ပြင်းပြင်းလေးရှုမလဲတဲ့ဝေဒနာသိသိခံနိုင်အောင်လို့သမာဓိအယူခိုင်းတာဝေဒနာပြင်းလာရင်ပြင်းပြင်းလေးရှုသွားပြင်းပြင်းလေးရှုသွားတော့နာဣသဘောဟာပါလေတဲ့ဒုက္ခဝေဒနာအနံကြောက်တယ်နာဒုက္ခဝေဒနာမခံစားကြတော့ဘယ်ပြည့်လဲနာတိပြပြည့်เสียရှိနာတိပြတိလိုက်ဝေဒနာတိလိုက်နာတိပြတိလိုက်ဝေဒနာတိလိုက်နာဟာဒုက္ခဒုက္ခခံစားတဲ့သဘောတရားတွေကိုတွေ့တယ်အဲ့ဒီတော့မှနာဖြစ်ပြက်ကိုမြင်လာတယ်ဩနာငါထားတဲ့နေရာမနေပါလားနာငါလည်းသတ်သတ်ပါလားဆိုသတ်သတ်ကွဲသွားတယ်နာသတ်သတ်ဖြစ်သွားတဲ့ကိုကဒုက္ခဒုက္ခခံစားတဲ့သဘောတရားပဲရှိတယ်နာငါလည်းသတ်သတ်ဆိုတော့ဟောဖောက်ပြန်တဲ့ရုပ်တွေကလည်းသတ်သတ်ဖြစ်သွားတယ်မြင်နေတဲ့အတုပကြီးကသတ်သတ်ဖြစ်သွားတယ်။ဖောက်ပြန်တဲ့သဘောတရားရဲ့ခံစားတတ်တဲ့သဘောတရားရဲ့မြင်တဲ့အတုပသဘောတရားရဲ့ဟောလက္ခဏာသုံးပါးတတ်မြင်တော့တာပဲ။အဲ့ဒီလိုကွဲသွားပြီဆိုလို့ရှိရင်တဏှိလုံးထိုင်နေမှာဖြစ်ပါလေ။နာမရူပပြိစ္ဆေဒညာရပြီ။မပြင်းလည်းမပြင်းပြင်းနေလို့ရှိရင်ဒိဋ္ဌိကြီး။နာတယ်နာလို့ပြင်တာငါရှိလို့ပြင်တာငါရှိလို့ပြင်တာငါရှိလို့နာတာနာလို့ကြိုက်လို့ထုံလို့မရှိဘူးယုံနာလာရှိတယ်ဆိုတော့ဘယ်ကနာတာလည်းမရှိဘူးကြိုက်တယ်လည်းမရှိဘူးထုံတယ်လည်းမရှိဘူးကျင်တယ်လည်းမရှိဘူးယုံနဲ့နာလာရှိတယ်အဲ့ဒီယုံနဲ့နာနဲ့သဘာဝကွဲသွားမှာဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောမြင်တဲ့အတုပသဘောအဲ့ဒီလိုသုံးဌာနကွဲသွားပြီဆိုရင်နာမရူပပြိစ္ဆေဒညာနဲ့အဖေလွတ်ပါရောဗျာကွဲသွားပြီသေဃာတိဆဲဆဲဒီစိတ်ကလေးကပြည့်ပြီဘာကြောင့်လဲတဲ့ပရမသစ္စာဖြစ်သွားပြီယုံနာနဲ့ကွဲသွားပြီလေသာတဲ့ကကွဲလို့ကတော့မရဘူးနာရာကြီးသိလိုက်လိမ့်မယ်နာရာကြီးသိရင်လေးဘက်ထောက်ရက်စင်ပိတ်တာလားဖြစ်တော့မခံစားခြင်းနဲ့ရက်ခံဒါပဲရှိတယ်ဒေါသစိတ်လောဘစိတ်ဖြစ်ပြီအဲ့ဒီတော့ကြိုးစားပြီးတော့တရားတော်အများအသက်တည်လည်းကြီးလာနေပြီဒီသာသနာကြီးနဲ့ပြီးအောင်တက်ကြဒီသာသနာနောက်ပိတ်ဆုံးသာသနာဝိမု ക്തി ခေအနတ္တသာသနာပဲဟောတာပါကြီးတွေသရဂါကြီးတွေအနာဂါကြီးတွေဖြစ်မှာကြိုးစားခြင်းလို့ရမကျင့်တဲ့ပုဂ္ဂိုလ်ကတော့ဟိုရောင်ရောင်ဖောင်းရောင်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 နဲ့သွားလိမ့်မယ်လေးပဲထောက်ရလိမ့်မယ်ပေရင်လည်းပေရောအယုံကြည်ကြည်အရေးခန့်ခန့်ဆိုပြီးတော့ဒီစိတ်ကိုထားရှော့မပေးနဲ့တော့ဓမ္မကြီးတထိုင်နဲ့လွတ်မြောက်သွားဒီတရားတော်များနဲ့တွေ့ရင်တွေ့မတွေ့လို့ရှိရင်ကိုချိုးနေကြလိမ့်မယ်သာသနာကြီးပြီးပါလေသားနဲ့သာသနာကိုကြောခိုင်းရသာသနာကြောခိုင်းတဲ့ပုဂ္ဂိုလ်ကတော့မိုးကြောခိုင်းတာနဲ့တူတယ်အဲဒီတော့သာသနာအတွင်းရောက်တဲ့အချိန်ကဘုရားအလုပ်ကိုတော့လုပ်ပြီးတော့ဘုရားအလုပ်လုပ်တာဘုရားသားတွေဘုရားသမီးတွေဖြစ်အဲဒီတော့ဘုရားသာသနာဘုရားအလုပ်တာလုပ်မလုပ်ဖဲနဲ့မနေနဲ့သေဃာတိဆက်တဲ့ဒီရောက်တဲ့ဒီနာလာလိမ့်ဒီရောက်တဲ့ဒီနာဖောက်ပြန်လာပြီဆိုလို့ရှိရင်အတိတ်ကသိထားတဲ့အတိတ်ကဘာအတိတ်လဲတဲ့တင်လိုက်တာတောင်းလိုက်တာထုံလိုက်တာကျင်လိုက်တာကိုငါကိုကြီးကပူလိုက်တာငါကောင်းကကဲလိုက်တာငါကိုကဖောလိုက်တာငါရင်တွေကကြက်လိုက်တာငါရင်တွေကတုံလိုက်တာငါပူလိုက်တာဒီအတိတ်ဒီအတိတ်တွေကမရှိတဲ့အတိတ်တွေမရှိတဲ့အတိတ်တွေရှိတာကဘာရှိတယ်ရုပ်ဝေဒနာတွေနာတာရှိတယ်ဝေဒနာတွေနာတာသိလိုက်ကြနာဣသောပါဒုတ္တတလခန္ဓာပြီးပြက်ဒါပဲသိဒါပဲရှိခန္ဓာပြီးပြက်တော့နာတယ်ကြိုက်တယ်ဆိုတဲ့ဥပါဒာတော့သွားဘူးလွတ်သွားတော့နာတယ်ကြိုက်တယ်လို့မသိနဲ့နာတယ်ကြိုက်တယ်လို့သိရင်လူတိုင်းအသိပူတယ်အိတ်တယ်သိရင်လူတိုင်းသိလူတိုင်းအသိတယ်လွတ်မြောက်သွားအောင်ဘယ်လိုသိမလဲဝေဒနာတွေနာမယ်
နာကိုသိတာနာကိုမှမသိလို့နာတယ်ကြိုက်တယ်လို့ဟောသိရင်ကိုချိုးနေပြီသာမှတော့လူတိုင်းသိပြီအဲ့ဒီလိုများသိပြီဆိုရင်ငါတော့သိတာချတော့ဟေးငါတော့အပယ်ဆင်းရတော့ပဲလို့တတိယမှာဓာတ်ကြီးလေးပါဖောက်ပြန်လာလို့ချင်းဝေဒနာပါလားဝေဒနာသည်နာပါလားနာဤလက္ခဏာဘာလို့တတ်တယ်လဲဒီဘောကဘာဖြစ်တတ်တယ်လဲခံစားပြီးပြက်တယ်အဲ့ဒီခံစားပြီးပြက်တဲ့သဘောတရားလေးကိုသာသိတာမလွတ်နဲ့တော့ဒီတစ်ခုတည်းသိတာနောက်ကြတော့အလေးအကျဝတိဘောနိုင်သွားပြီဆိုလို့ရှိရင်ခံစားပြီးပြက်တဲ့သဘောတရားလေးကိုသိတာလေအဲ့တော့ကြိုးစားပြီးတော့တရားဓမ္မများရှင်းစိတ်နဲ့နောက်စိတ်တော့ရှင်းစိတ်ကတော်ကျင်လာရင်နောက်စိတ်ကလေးကတော်တယ်ငါမဟုတ်ပဲတင်းတယ်မရှိတောက်တယ်မရှိထုံတယ်မရှိအောက်တယ်မရှိဝေဒနာနာလာရှိတယ်နာဤသဘောခံစားပြီးပြက်တယ်ငါနာတယ်ငါကြိုက်တယ်ငါထုံတယ်ငါကျင်တယ်ဆိုတာမရှိတဲ့တရားရှိတဲ့တရားကဝေဒနာနာဣဒခဏခံစားပြီးပြက်တယ်လို့ဒီလိုသာသိတာအဲ့ဒါတစ်ထိုင်နဲ့လွတ်ရောက်ပဲကြိုးစားပါရှင်းစိတ်ကတော်ကြီးနောက်စိတ်ကတော့မလျှော့နဲ့နော်တော်ကြာနဲ့သိရမှာပဲအခုခဏသိကြည့်တာရှင်းစိတ်နဲ့နောက်စိတ်သရာရေးကြည့်တယ်ဒကမာကြီးကြိုးစားဖို့ရေးချင်ပြီးသင်ညိုင်ကိုဘယ်ရောက်မလဲဒီနာဆိုရင်တော့တာမွေကြံတော့ရောက်တာနေပြီတာမွေနဲ့ကြံတော့ကိုရောက်တော့မှာပဲဘယ်ရောက်မလဲတော့မပြောတတ်ဘူးဘယ်သင်ညိုင်ရောက်မလဲတော့မပြောတတ်ဘူးသင်ញိုင်းတော့ဒီအတုပါကြီးကတော့ရောက်မှာပဲအဲ့တော့ခန္ဓာ၅ပါးအကြောင်းတရားအကျိုးတရားဖြစ်ဖို့ကအရေးကြီးတယ်အပေတကားပိတ်ပြီးတော့သုခရိဘုံနတ်ပြေ၆ချက်ကိုစိုးစံနိုင်အောင်ဝိဇ္ဇာဉာဏ်ရအောင်ပါဘုဝေဒနာတစ်ခုပေါ်လာရင်ဝေဒနာသည်နာလာသိတာသေဃာလိဆက်တဲ့ဝေဒနာသည်နာဤလက္ခဏာခံစားပြီးပြက်တဲ့သဘောလေးဒီတစ်ခုတည်းနဲ့သိတာအသေတဖို့ကအဲ့ဒါနဲ့ခံစားပြီးပြက်တဲ့သဘောတရားဝေဒနာသည်နာဤလက္ခဏာကိုသိထားပြီးဆိုရင်သုခရိဘုံသွားလိမ့်မယ်အဲ့ဒီစိတ်နဲ့ချုပ်ရင်နတ်ပြေသွားမယ်နာလိုက်တာကြလိုက်တာနှုတ်စိတ်သိပြီးဆိုရင်ငါတော့ပိတ်တာတို့ခွေးတို့ဘဲတို့ကျက်တို့ဝက်တို့ရေထဲကငါတို့ဖြစ်တော့မယ်ဆိုကြိုးစားကြတရားဓမ္မများတွေစားထားလိုက်တဲ့အသားတွေကဒီမဲ့ရုပ်ချင်းသုံးဆောင်ထားလိုက်တဲ့ဝက်သားတွေစားကျက်သားတွေစားဘဲသားတွေစားတခါတော့ဘဲသားကျက်သားကိုသတ်မှတ်ပြီးစားနေတာသေချာတော့ဗာလဲတဲ့ဘဲတွေကျက်တွေဝက်တွေကခန္ဓာလေးနဲ့စားကြအောင်ဗျယုံနာကိုမြင်ရင်မြင်သေညာအသိယုံနဲ့မရဘူးမလွတ်ဘူးဒီတရားတော်များနဲ့တွေ့မှာဒီတရားတော်များနဲ့မှမတွေ့လို့ရှိရင်ဘဲတွေစတော့ဘဲခန္ဓာဖြစ်ပြီးတော့ဘဲကပြန်တလားတလဲပြန်စားအောင်မယ်ဝက်သားတွေစတော့ဝက်ကပြန်စားအောင်မယ်ကျက်သားတွေစားရင်ကျက်ကပြန်စားအောင်မယ်ငါးတွေစားငါးပြန်စားအောင်မယ်အဲ့ဒီတော့အခုရတဲ့ကပါပါကြီးမိတဲ့အချိန်ကငါလွတ်သွားအောင်ကိုကြိုးစားပြီးတော့ဝေဒနာကိုငါလွတ်သွားအောင်ရှုတာတဏှာမဟုတ်အောင်ဝေဒနာဒီနာဤသဘောဘာလို့တာလဲခံစားပြီးပြက်ဒါကဒီသုံးစိတ်တည်းရှုတာဒီသုံးစိတ်တည်းရှုလိုက်ပြီးဆိုရင်ငါလွတ်သွားလိုက်တယ်နာတယ်လည်းမရှိဘူးကြိုက်တယ်လည်းမရှိဘူးထုံတယ်လည်းမရှိဘူးအောင့်တယ်လည်းမရှိဘူးပူတယ်မရှိဘူးအေးတယ်လည်းမရှိဘူးလှုပ်တယ်ရွာတယ်လည်းမရှိတော့ဘူးဥပါဒတရားတွေမရှိတော့ဘူးဘာရှိလဲပြစ္ဆုတ်ပါပေါ်လာတဲ့ယုံနာကိုခံစားပြီးပြက်တာပဲရှိတော့ဟောလွတ်သွားပါပြီဗျအပယ်လေးပါးသွားစေတတ်တဲ့ကံလွတ်သွားပြီစိတ်တွေကိုပြင်ပေးနေတာတော့သေဃာကြီးတဲ့ဘယ်စိတ်နဲ့ချုပ်မလဲနာရာကြီးနဲ့ချုပ်မလားဖောရာကြီးနဲ့ချုပ်မလားပူရာကြီးနဲ့ချုပ်မလားဒီစိတ်နဲ့ချုပ်လို့ရှိရင်အပယ်လေးပါးကိုလေးပဲထောက်ပြီးတော့ဘိုးချုပ်ခိုင်းရမယ်စားထားတဲ့ဥစ္စာတစ်ခါတည်းကိုဝစ်ကျွေးပြီးပြန်ဆက်ကြအောင်ဘုံလုံးတက်လက်ငပြန်တက်လက်တဲ့ကိုကစားထားတဲ့ဥစ္စာပြန်ပြီးအစားခါအောင်ယုံနာကိုမြင်ရင်မြင်ယုံနာကိုသိရင်သိဥပါဒံတော့အောင်ရှုနိုင်ရင်ရှုမရှုနိုင်လို့ရှိရင်ဖြစ်တရားဓမ္မများလူ10သိန်းတည်းလူတယောက်မှဖြစ်ဘူးပြန်ပြီးစားအသားခါအောင်ကြိုးစားပါသရာသိတယ်မှာရှင်းစိတ်ကလေးကတော်ကြီးနောက်စိတ်ကတော်တယ်မလျှော့နဲ့မသေးလည်းမသေးနိုင်ဘူးအသက်ကြီးကြီးလာနေပြီကြံတော့ရောက်မလားဒါပွေရောက်မလားအဲ့တော့ဘယ်နာရောက်မှမသိပါဘူးမောကောင်းတင်ញိုင်းရှိသလားတော့မသိဘူးကာပဲတော့ဘောတော့သွားမှာပဲဥပဒေတော့တောင်းရတော့ပါရင်းကြီးမြောက်တယ်ဒီကတော့ဘလို့လဲဝေဒနာကိုတဏှာလွတ်နေပြီဝေဒနာကိုငါဥပါဒံလွတ်နေပြီငါဘယ်စိတ်နဲ့သိမလဲဝေဒနာဒီနာဤလက္ခဏာခံစားပြည့်တဲ့သဘောတရားလေးနဲ့ငါသိတော့မယ်ငါဂရိမြဲပြီသိရင်ငါကဒါဂရိယူလိုက်ပြီငါဒါနလည်းအာမဟုတ်ဘူးသီလလည်းအာမဟုတ်တော့ဘူးအတိတ်နဲ့အနာဂတ်ကငါအာမဟုတ်တော့ဘူးဟေ့ပြစ္ဆုတ်ပါယုံနာကိုငါအာကိုတော့မယ်ဆိုတာအဲ့ဒါဂရိမြဲတယ်ပေါ့
အနုမောလို့ရှိရင်ဒါနာလေးအာကိုသီလာလေးအာကိုလေးပဲထောက်ရက်ဆဲမယ်မရှိတာလေးအာကိုရှိတာကတော့ဗာလေခန္ဓာမှာယုံနာကိုတော့မသိဘူးဒီကနေ့သိရမလားနတ်ဘာသိရမလားတော့မပြောရဘူးသိတော့သိရမှာပဲကတ်ကြီးကတော့လာပြီဗျာအဲ့တော့ဒီကတ်ကိုနိုင်အောင်တိုက်ဗျာရဲတဲ့ကြာငါတင်နေငါကြောက်စားကြံနေငါဘုရားခဲ့မယ်တဲ့နောက်ပိတ်ဆုံးသာသနာဗျာဝိမု ക്തി ခေတ်ဗျာအခုကနောက်ပိတ်ဆုံးသာသနာဘယ်ငါများကြာမယ်ထင်တဲ့ကတ်တော့ချပြီလွတ်အောင်ယုံနိုင်ယုံသမာဓိရှိတဲ့ပုဂ္ဂိုလ်တရားခဲ့မယ်သစ္စာလေးပါးတရားတော်များသိရတဲ့ပုဂ္ဂိုလ်ဘုရားခဲ့မယ်အဲ့တော့ရဲတဲ့ကြာငါတင်နေငါကြောက်စားကြံနေငါဘုရားခဲ့မယ်တဲ့ရှေ့ကပြည့်ညတ်တွေကထွက်တယ်နောက်ကအခုပရမသစ္စာလိုက်ပြီပရမသစ္စာလိုက်ပြီဘယ်ငါများကြာမယ်ထင်ကြသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးတွေမှာ၅ပါးသီလမြဲတဲ့မဟာသောတာပန်ကြီးကြံလိမ့်မဗျာသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေတရားကယ်လိမ့်မဗျာသစ္စာလေးပါးရတဲ့ပုဂ္ဂိုလ်ဘုရားကယ်လိမ့်မဗျာအခုတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကတော့ဗာလဲတဲ့ဘုရားကယ်မှာပါဗျာဘာလို့ဘုရားအလုပ်လုပ်နေတာကိုဘုရားအလုပ်လုပ်ရဘုရားကယ်မယ်ဘုရားအလုပ်မှမလုပ်လို့ရှိရင်ဘယ်သူကကယ်မလဲဘလူကယ်လိမ့်မဗျာဘလူတွေလာပြီဗျာအဲ့တော့ရက်တဲ့ကြားခြောင်ကြကျန်တဲ့ငါကြောင်စားတဲ့ကျန်တဲ့ငါဘယ်ငါတွေကြာမလဲတဲ့ဓမ္မတာငါတွေကြောင်ကသားတွေမဗျာသာသနာဝင်တဲ့ပုဂ္ဂိုလ်သာသနာငါမှဘုရားသာသနာဝင်တဲ့ပုဂ္ဂိုလ်မှဘုရားကယ်လိမ့်မဗျာကြိုးစားပြီးတော့ဒီမဲ့ဒီကတ်ကြီးကိုလွတ်မြောက်အောင်ယုံရသမာဓိသာဥဆောင်ကြသိရမှာပဲအသေးဆိုးတွေသိကြရတယ်ဘာကြောင့်လဲတဲ့တော်ကြာအိရတဲ့သိလိမ့်မယ်ဘာဖြစ်နေမှလည်းမသိဘာလဲတဲ့ရက်တဲ့ကြားခြောက်ကြသွားပြီရက်တဲ့ကြငါတင်ပြန်တော့လေတင်တယ်ငါ့ကိုကြောင်အသားအောင်မယ်ပမာရိရှိရင်ရှိမရှိလို့ရှိရင်ပြက်တော်ကြကြတော့ပတ်ခနဲ့ပြက်ကြလိမ့်မယ်ဗျာကြိုးစားကြယောဂါတွေကများတယ်ထူးတယ်အဲ့တော့ပမာရိရှိလို့ရှိရင်သိလိမ့်မယ်ပမာရိပါမရှိလို့ရှိရင်ပြက်ရက်ဆင်းမယ်ပြေးပြီးတော့တောက်ချောင်ကြီးရက်ဆင်းလာအဲ့တော့ကြိုးစားပြီးတော့တိုက်ကြရှောက်မပိန်တဲ့ဓမ္မကြီးတွေသရာရေးကြည့်တယ်နော်သရာဝရိယတတိသမာဓိပညာပုံ၅ပါးရှိဖြစ်လာတဲ့အချိန်ကသိကျင်တဲ့သေတော့အယုတ်ကြည်ကြည်ခန့်ခါဒီဒုက္ခကြီးမှငါမကုံမသုံးမချက်ငါမထတော့ဘူးဒီတခိုင်နဲ့ပြက်ချင်တဲ့ပြက်သိလည်းမသိနိုင်ပါဘူးစွဲနေလို့ဥပါဒဏ်ကြီးယုတ်ကသူ့သဘောနာကသူ့သဘောယုတ်ကသူ့သဘောနဲ့သူဖောက်ပြန်တယ်နာကသူ့သဘောနဲ့သူခံစားတယ်နာတာကဘယ်ကလာကြိုက်တာကဘယ်ကလာတာနာမရှိတာကိုအရှိမထင်နဲ့ရှိတာကဘာလဲဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုတ်တာရှိတယ်အဲ့ဒီနာယုတ်ကိုသာသိရဝေဒနာတစ်ခုပေါ်လာရင်နာကိုသိနာဣလက္ခဏာပါလေခံစားပြီးပြက်အဲ့ဒီခံစားပြီးပြက်တဲ့သဘောကိုသိလူတိုင်းလည်းမသိဘူးလားတဲ့ခံစားပြီးပြက်တို့လည်းခံစားပြီးပြက်တာတင်းနာကြီးပေါ်လာတော့နာလိုက်တာလို့သိအခုကရော၄ဘက်တော့မတည့်ပါမရှင်ပဲအခုလူတိုင်းသိတာပေါ့ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောအလေးအကျင့်မလို့နာတာကြီးပဲပေါ်လာတော့ကိုယ်ခန္ဓာကိုယ်ကနေပြီးတော့ကြိုက်တာတယ်ဆိုတာကြိုက်တာကြီးပဲသွားသိလိုက်လက်ဘုရားကတော့တင်ညာနဲ့သိတယ်ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောတင်ညာပညာမဟုတ်ဘူးပညာပြအောင်ခုရှုခိုင်းတာသမာဓိရှိအောင်သမာဓိကြောင့်ပညာပြအောင်အနည်းအကျင့်ဝတိဘောဝယ်ခိုင်းတာခဏသိကြည့်ခိုင်းတာဒီလိုမှသေမှမကြည့်ဘူးပဲနဲ့ရုပ်ဝေဒနာအစအလေအဆုံးကိုအတိလေးမှမဆုံးဘူးတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့ဘယ်ကလာပြီးတော့ဒီမှာယုံနာသိပါယုံနာသိတယ်ဆိုတာလည်းကားပြောတာပညာပဲသိပညာဖြစ်အောင်လို့အခုကအရှုခိုင်းတာသေတတ်အောင်လို့ကိုယ်ခန္ဓာကိုယ်ကကိုယ်ရုပ်ဝေဒနာအစအလေအဆုံးကိုအတိလေးဆုံးသွားပြီဆိုဘယ်လိုသိလဲကြည့်တဲ့ပုဂ္ဂိုလ်မှသိတယ်မကြည့်တဲ့ပုဂ္ဂိုလ်ဘယ်မှာသိငါတော့ခဏသိပြီးပြီဟိဒုက္ခကုန်ဆုံးသွားပြီဟိကာယဝေဒနာစိတ်ဓာတ်ကာယသတိပဋ္ဌာန်ကနေပြီးတော့ဝေဒနာသတိပဋ္ဌာန်နာမ်ပြောင်းတယ်ဝေဒနာကြီးကုန်ဆုံးသွားတော့စိတ်ဓာတ်သတိပဋ္ဌာန်ရောက်သွားပြီအစိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဘူးတဲ့ပုဂ္ဂိုလ်အပေတကပိတ်သွားပြီလွတ်သွားပြီဘာကြောင့်လဲခဏသိပြီးပြီလေကြိုးစားကြတထိုင်နဲ့ရတယ်နော်မလျှော့နဲ့အယုတ်ကြည်ကြည်ခမိုးနေရင်လဲမေးစီတော့တို့ပြရအောင်မှာပဲလို့ဒီလိုစိတ်မထားနဲ့ဒီဒုက္ခကြီးကမိုးနေရင်လဲတို့နိဗ္ဗာန်သွားရအောင်လုပ်တဲ့ဥစ္စာဟောရွှေမန်းတယ်မောင်တို့ဗျာသိအောင်မင်းတို့တော့တညာလုံးထိုင်ပြီးတော့တခါတည်းငရဲကြမယ်ဟာတော့တညာလုံးထိုင်ကြည့်နိဗ္ဗာန်သွားမယ်လို့နတ်ပြည်သွားမယ်လို့ဟာတော့တညာလုံးမထိုင်နိုင်ဘူးလားရွှေမောင်းတယ်မောင်တို့ဗျာမသွားရတာဗျာငရဲကိုအဲ့ထဲမြတ်လေးဖြတ်သိမယ်ဆိုရင်တန်းသွားရောငရဲဘယ်သကုတ်ထဲမြတ်လေးဖြတ်သိမယ်သူသွားရောငရဲအခုဒီမဲ့ဒီချိန်သေးပါဖြစ်တယ်ကြောက်သလား
မကြောက်နဲ့သိရင်လည်းသိရောဟာဆိုပြီးသိရင်သိအခုနေသိရပဲသွားတယ်နာလေးအပြည့်မဲ့မထွက်တော့ရုပ်ဝေဒနာခံစားနေပြီကဲဘယ်စိတ်တွေရှိနေတဲ့ကိလေသာစိတ်တွေရှိသေးလားမျက်စိကဒီဘက်ဘယ်တစ်ခုရှိကျင်သေးသလားအသာပါရတော့ကလေးနားထောင်ကျင်သေးသလားမွေးတယ်သိတယ်လို့နားကျင်သေးသလားချိုးတယ်ချင်းတယ်ဆိုအရသာလေးစားကျင်သေးလားပါရတော့အတူလေးကိုတွေ့ကျင်သေးလားနာဝေဒနာခံစားနေဒုက္ခဝေဒနာခံစားနေအဲ့တော့ကျိုးစားပြီးတော့ရုပ်ဝေဒနာအစအလေအဆုံးကိုအတိလေးဆုံးလိုက်တာဒုက္ခဝေဒနာခုံဆုံးပေါ့အယုတ်ကြည်ကြည်ခံပြက်ချင်တဲ့ပြက်လူသေးသေးမသေးတရားရဟာပြီးတော့အဲ့ဒီစိတ်ကိုသရာသိတာမသေးလည်းမသေးနိုင်ဘူးအခုနေသေးသွားရင်ဘာဖြစ်လဲဒီတရားထိုင်နေလို့သေးရပဲသွားတယ်နတ်ပြည်သွားတယ်တရားထိုင်တော့ရှေ့ကဟိုယဟန်တစ်ပါးဟာတယ်ပဲတရားထိုင်နေရင်လည်းသေးသွားတယ်သေးသွားတော့နတ်ပြည်ရောက်သွားတယ်နတ်သားဖြစ်တယ်နတ်သမီးတွေကဟိုပန်းကြည့်ကြတယ်လို့ပေါ့အခုနေသေးရပါဖြစ်တယ်နတ်ပြည်သွားရောမထိုင်တဲ့ပုဂ္ဂိုလ်ကတော့ဘယ်သွားလဲလိမ့်ကြသွားဘယ်ကြလဲတော့ပြောတာမထိုင်တဲ့ပုဂ္ဂိုလ်ထိုင်တဲ့ပုဂ္ဂိုလ်တွေသေပါဗျာအခုနေဘယ်သွားမလဲနတ်ပြည်သွားရောအဲ့တော့ကြိုးစားကြသရာသိတင်စိတ်ကလေးကတော်ကြနောက်စိတ်ကလေးကတော်တဲ့အယုံကြည်ကြည်ခံပြက်ချင်တဲ့ပြက်ရောဆိုဒီစိတ်ကိုထားသေလည်းမသေနိုင်ဘူးအဝိဇ္ဇာနဲ့ဝိဇ္ဇာနဲ့စစ်တိုက်တာပဲအဝိဇ္ဇာစိတ်ကိုအာရဏလေးတယ်အဝိဇ္ဇာစိတ်ကပဲစိတ်လဲတဲ့တော်လားငါတော့နိုင်တာတော်မှပဲဆိုတာအဲ့ဒါအဝိဇ္ဇာစိတ်ပဲအဲ့ဒီစိတ်ကအဘယ်သွားဝိဇ္ဇာစိတ်ကမဆုံးတဲ့ကိုဖိတာဝေဒနာဒီနာမယ်နားရဲခိုက်တယ်မဟုတ်ပဲဒီဒုက္ခကြီးကကုံဆုံးအောင်တိုက်တယ်ဆိုတာအဲ့ဒါဝိဇ္ဇာအဝိဇ္ဇာနဲ့ဝိဇ္ဇာနဲ့စစ်တိုက်နေတာကိုကြိုးစားပြီးတော့စိတ်စိတ်နဲ့နောက်ပြီးတွန်းစိတ်စိတ်ကလေးကတော်ခြင်းနဲ့စိတ်ကလေးဖြစ်ပေါ်လာရင်နောက်စိတ်ကလေးကနေပြီးတော့တွန်းတယ်လားငါမဟုတ်ပဲနားရဲခိုက်တယ်လို့မရှိဝေဒနာဒီနာရှိနာဣလက္ခဏာခံစားပြီးပြက်တယ်နာရဲခိုက်တယ်ထုံတယ်ဆိုတော့မရှိတဲ့စိတ်ရှိတာကဘာလဲဝေဒနာဒီနာဣလက္ခဏာခံစားပြီးပြက်တယ်လို့ဒီစိတ်ကသိတာအဲ့ဒါပါလေသူ့လေးကိုနတ်ပြည်၆တာသွားမယ်စိတ်အဲ့ဒါအသေးတက်ဖို့ဟာကိုစိတ်ကလေးတွေပြင်ပေးနေတာဒီစိတ်ကိုသိပါမှဆုံးဖြတ်တဲ့ဉာဏ်ကိုပညာဖြစ်ပါမှဆုံးဖြတ်တဲ့ဉာဏ်အပယ်သွားတဲ့စိတ်လည်းမသိနတ်ပြည်သွားတဲ့စိတ်လည်းမသိဗြဟ္မာလည်းသွားတဲ့စိတ်လည်းမသိနိဗ္ဗာန်သွားတဲ့စိတ်လည်းမသိလို့ရှိရင်တရားပြလို့ဖြစ်ပါအဲ့ဒီတော့တရားဓမ္မကကြိုးစားပြီးတော့အပင်မခံပြီးတော့အပယ်လေးပါလော့အောင်လို့စိတ်တွေပြင်ပေးတာစိတ်ကလေးရုပ်ွယ်ကြိုးစားကြတထိုင်နဲ့လွတ်ရောက်သွားနားရဲကြိုက်တယ်လို့ဒီလိုမသတ်မှန်နဲ့ဒီလိုသတ်မှန်နေရင်လူတစ်သိန်းသေးလူတစ်ယောက်ဖြစ်ဘူးသိထားတာကနားရဲကြိုက်တယ်လို့သိထားတဲ့စိတ်တွေဒီစိတ်တွေကဘာလဲဥပါဒတရားတွေမရှိတဲ့စိတ်တွေရှိတဲ့စိတ်ကဘာလဲဝေဒနာလိနာနာဣလက္ခဏာဘာလဲခံစားပြီးပြက်တယ်အဲ့ဒီစိတ်တွေကိုသိတာဒါမှလွတ်မြောက်ကြမယ်အပေကအနုမောလို့ရှိရင်မလွတ်ပါဘူးဗျာကြိုးစားကြတစ်ထိုင်နဲ့လွတ်မြောက်ပါရှင်းစိတ်ကလေးကတော်ရင်နောက်စိတ်ကတော်တယ်အယုံကြည်ကြည်အရေးကလူသိရင်သိမလေးတရားရဒီစိတ်ကိုထားပါသရာကြီးကြီးတယ်တရားထိုင်တဲ့အခါမှာသရာပဲသိခြင်းနဲ့သိတော့ငါဆရာခိုင်းနေငါလုပ်ပြက်ခြင်းနဲ့ပြက်ရောဆိုဒီစိတ်ကိုထားဒီစိတ်ထားရင်ရဒီစိတ်ကမထားလို့ရှိရင်တော့မရပါဘူးနားလိုက်တာမခံနိုင်ပါဘူးဟောတော်လိုက်တော့တရားနည်းတက်ကြတော့ဓာကြီးလေးပါဖောက်ပြန်လာတယ်ကျင်လာတယ်တောင်းလာတယ်ထုံလာတယ်ကျင်လာတယ်အောက်လာတယ်ဆိုတော့အာဘောကတတ်တော်မဲ့ဆိုတော့ဖောလာပြီဆိုတော့ငါတော့မဖောနဲ့အောင်ငါတော့တော်လိုက်အောင်မယ်လို့ရမလားခန္ဓာကိုယ်တရားဒေသောတတ်တယ်လောင်ကျွမ်းလာပြီဆိုရင်စိတ်ကလေးလည်းမပြောင်းတတ်ဘူးမပြောင်းတတ်တော့ငဘောကပူဓာကြီးပေါ်လို့ပူဓာကြီးသိတယ်ပူဓာကြီးပေါ်လာတော့မပြောင်းတတ်တော့ဘူးမပြောင်းတတ်တော့ပူဓာပေါ်ပူဓာပဲသိလိုက်လိမ့်မယ်အဲ့ဒီလိုသိလိုက်ပြီဆိုရင်သွားနိုင်မယ်အပယ်လေးပါလေးပဲထောက်ပြီးတော့မို့ချောခိုင်းနိုင်မယ်ကြိုးစားကြဝေဒနာတစ်ခုပေါ်လာရင်အခုကလည်းစိတ်ကလေးပြောင်းလာဝေဒနာဒီနာမလားနာဤသဘောပါလေခံစားပြီးပြက်ပါလားအဲ့ဒီလိုသိတာဒီလိုသိထားပြီဆိုလို့ရှိရင်အလေးအကျင့်ဝတိဘောကိုသွားရင်လည်းဒီအသိပဲသွားမြထိုင်လည်းဒီအသိအိတ်လည်းဒီအသိသိလိုက်တဲ့အတွက်နားကြည့်လိုက်ရင်အကြောင်းတရားကြီးသတ်တာကြိုးစားပါအပယ်နဲ့နတ်ပြည်နဲ့လဲနေတာပဲအခုမလဲနိုင်ဘူးလားဗျာလဲနိုင်ရမှာပေါ့အပယ်လေးပါးနဲ့နတ်ပြည်နဲ့လဲနိုင်ရဘာကြောင့်လဲတဲ့အပယ်လေးပါးပြကြသွားပြီဆိုရင်တလိษံတို့ပိဋ္ဌာတို့ငရဲတို့ခါရပြီဆိုလို့ရှိရင်လွတ်နိုင်ပွဲရမရှိတော့ဘူးဘာကြောင့်လဲအပယ်တစ်ခါကြသွားတဲ့ပုဂ္ဂိုလ်ဘုရားကလည်းလူပြန်ဖြစ်တယ်နတ်ဖြစ်တယ်မဟောတော့ဘာကြောင့်လဲအပယ်ပုံရောက်သွားပြီဆိုရင်ဘုရားမှလည်းမသိတရားမှလည်းမသိ
သာငါမှန်းလည်းမသိတော့ဘူးဒါကြောင့်အခုလူပြေကြီးရောက်လာတဲ့အချိန်ကသာသနာတော်ကြီးပြီးတဲ့အချိန်ကသရဝရိယတတိသမာဓိပညာပုံ၅ပါးလက်ကင်ထားပြီးအယုတ်ကြီးကြီးအည်ခံပြည့်ခြင်းနဲ့ပြည့်ရောဆိုပြီးတော့သရစိတ်ကတင်ကြပြီးတော့ရှင်းစိတ်ကလေးကတော်ရင်ရဲ့နောက်စိတ်ကလေးကတော်တင်ကြပြည့်ခြင်းနဲ့ပြည့်ရောဆိုပြီးတော့သရကတင်လိုက်ကြမသိလည်းမသိနိုင်ဘူးဒါကြောင့်ဥပါဒတရားနားတယ်ကြိုက်တယ်ဆိုတော့ဥပါဒဖြစ်နေတယ်မခံနိုင်တဲ့စိတ်ဖြစ်ဒေါသစိတ်ဖြစ်မခံစားခြင်းနဲ့ဆိုတာဒေါသပွားပြီးကန့်ကြိုက်လိုက်တာကတဏှာယာကဒေါသဒါတွေဖြစ်ဖို့ဒီစိတ်တွေအပေသွားတယ်အဲ့တော့ဒီစိတ်တွေကိုသိပါမှမသိလို့ရှိရင်သွားတော့ဗျာကြိုးစားကြလျှော့မပေးနဲ့နော်တထိုင်နဲ့လွတ်မြောက်သွားအောင်ဝေဒနာပြင်းလေးရှိသွားအဲ့တော့မှနာဖြစ်တဲ့သဘောတရားကိုသိလာတယ်နာဟာဒုက္ခဝေဒနာမခံစားကြတော့ဘယ်ပြည့်သိလဲနာရိယပြည့်သိလဲနာရိယပြည့်သိတာကဒုက္ခဝေဒနာကိုသွားသိလိုက်တာဒုက္ခနာတရားသည်သူ့သဘောဘာလို့ကလဲဒုက္ခဒုက္ခခံစားနေတဲ့သဘောကိုတွေ့တယ်သူ့သဘောကဒါပဲရှိတယ်ခံစားပြီးပြက်တာပဲရှိဘာကိုခံစားလဲဒုက္ခဒုက္ခခံစားတယ်ဒုက္ခဝေဒနာတော့နာမခံစားကြဘူးဒုက္ခကျတော့ဓမ္မတတိခံစားအဲ့တော့နာဣလက္ခဏာသဘာဝကခံစားပြီးပြက်တဲ့သဘောတရားကူတဲ့တာဒီခံစားပြက်ဒါပါလိတာမလွတ်နဲ့ဒီနည်းလေးလိုက်တာဝေဒနာကိုနာလာလိတာတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောင့်နဲ့လို့ဒီလိုသွားမသိနဲ့ဒီလိုသွားပြီးရင်မိစ္ဆာဒိဋ္ဌိသမာဓိဋ္ဌိကဘာလဲဝေဒနာဒီနာဣလက္ခဏာဘာလဲခံစားပြီးပြည့်တယ်ဆိုတာအဲ့ဒီလိုသိလိုက်တာကဝေဒနာပေါ်မှာအဲ့ဒီလိုသိလိုက်တာကသမာဓိဋ္ဌိမိစ္ဆာဒိဋ္ဌိကနာလိတာကာလိတာထုံနဲ့ကျင်းနေတာပူကြအေးတာဆိုတော့မိစ္ဆာဒိဋ္ဌိအဲ့ဒါအပဲသွားသမာဓိဋ္ဌိကဘာလဲဝေဒနာတစ်ခုပေါ်လာရင်ဝေဒနာဒီနာဣလက္ခဏာဘာလဲခံစားပြီးပြည့်တယ်အဲ့ဒီဟာဘာလဲတဲ့အဲ့ဒီလိုသိလိုက်တဲ့စိတ်ကလေးကဘာလဲတဲ့သမာဓိဋ္ဌိအဲ့ဒီသမာဓိဋ္ဌိကဘာလဲတဲ့သူ့ကလေးကိုနတ်တွေကြောက်တာပေါ့ဒီစိတ်နဲ့စိတ်ပဲရှိတယ်အကုသိုလ်စိတ်ကုသိုလ်စိတ်မိစ္ဆာဒိဋ္ဌိသမာဓိဋ္ဌိမိစ္ဆာဒိဋ္ဌိကအပေဖို့သမာဓိဋ္ဌိကသူ့ကလေးကိုနတ်တွေကြောက်တာပေါ့အဲ့ဒီနှစ်စိတ်နဲ့ဘယ်စိတ်နဲ့သေကြမလဲဆိုတာအဲ့ဒါဂတိမြဲအောင်လုပ်ကြဂတိမှမမြဲလို့ရှင်သွားလိမ့်မယ်ဗျအဲ့ဒါစိတ်ကြီးပြင်ပေးနေတာဝိပဿနာယောဂီပုဂ္ဂိုလ်ကြိုးစားကြသရာသိတဲ့ရှင်းစိတ်ကတော့ရင်နောက်စိတ်ကတော့အယုံကြည်ဒီခံပေးခြင်းနဲ့ပြေရောဆိုဒီစိတ်ကတော်ကြလည်းပြေရမှာတော်ကြလည်းဒီဝေဒနာခံရမယ်အခုကတည်းကဒီမှာသိကြီးခံပြီးဒီဝေဒနာကိုအလေးအကျင့်ဝတိဘောဝင်လာတာသေတတ်ဖို့ဝတိဘောဝင်နေတာဒီလိုမှဝတိဘောမှမဝင်မဲ့တရားကြီးသေးချက်တော့စိတ်လေးပြောင်းလို့ရပါဘူးအရိယသူတော်ကောင်းများကတော့ဝတိဘောဆိုတာပါလေအလေးအကျင့်လုပ်သာအာနဲ့လူတော့ဝတိဘောသာအားနေတာပဲဟောသာရတယ်အခုတရားနာလို့ကျင့်ကြအထုတ်တဲ့ပုဂ္ဂိုလ်လည်းပဲဒီရုပ်ဝေဒနာကိုစိတ်ကလေးကအကုသိုလ်စိတ်ကိုကုသိုလ်စိတ်ကိုပြောင်းတယ်နာတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောက်တယ်ဆိုတဲ့အကုသိုလ်အပယ်လေးပါဆင်းတဲ့စိတ်ကိုကုသိုလ်စိတ်ဖြစ်အောင်ကိုရုပ်ဝေဒနာပေါက်ပြန်နေတဲ့ဝေဒနာတွေကိုဝေဒနာဒီနာပါလားလို့ဆိုပြီးတော့အဲ့ဒါဒီစိတ်ကိုပြောင်းတာဒါကြောင့်မလို့ဒီဟာဒီတဲ့မှာစိတ်တွေကိုပြောင်းတယ်အရိယာများစိတ်ပြောင်းတာဘယ်စိတ်ကနေဘယ်စိတ်ကြောင်းလဲဟုတ်လားအကုသိုလ်စိတ်ကုသိုလ်စိတ်အကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကိုကြောင်းတာအဲ့ဒီလိုစိတ်တွေကိုသိပါမှာနာတယ်လို့ကဲသိနေပြီးအကုသိုလ်စိတ်ဖြစ်တယ်တင်းတယ်လို့သိရရင်အကုသိုလ်စိတ်ဖြစ်သွားတယ်ခန္ဓာ၅ပါးဖြစ်အဲ့တော့ဒီစိတ်တွေမဖြစ်အောင်အခုကတည်းကကြိုးစားပြီးတော့ရှင်းစိတ်နဲ့နောက်စိတ်တွန်းတယ်ပေခြင်းနဲ့ပေရောပြက်ခြင်းနဲ့ပြက်ရောသရာစိတ်ထားအသက်တွေလည်းကြီးလာနေပြီအဲ့တော့သေတော့သေရမှာပဲဒီကကြီးတော့အောင်ကြိုးစားကြသေပင်သေရညားတော့လေတဲ့အပယ်လေးပါလိတ်မကြအောင်သူ့လိဘုံနတ်ပြည်၆ထပ်သွားနိုင်အောင်နိဗ္ဗာန်ဓာတ်လိုက်သွားနိုင်အောင်ဇမာ20သွားနိုင်အောင်ဘုရားကဟောတာတဲ့နတ်ပြည်တဲ့ဇမာတဲ့နိဗ္ဗာန်တဲ့ပြောတာသဘာဝတဲ့အဲ့တော့ကျင့်ကြအထုတ်တဲ့ယောဂီပုဂ္ဂိုလ်လေးနတ်ပြည်၆ထပ်သွားနိုင်တဲ့စိတ်အပယ်သွားမဲ့စိတ်ဇမာ20သွားမဲ့စိတ်နိဗ္ဗာန်သွားမဲ့စိတ်အဲ့ဒီစိတ်တွေသိလို့ရှိရင်လွတ်တယ်ဒီစိတ်တွေကမသိလို့ရှိရင်ဘယ်သွားလို့ဘယ်သားခန္ဓာ၅ပါးပြတ်တော့မယ်ဆိုတော့ခန္ဓာတွေလာပြီးဝေဒနာတွေဖြစ်လာပြီးဓာတ်ကြီးတွေပါဖြစ်လာပြီးဘယ်လိုသိလိုက်ရင်ဘယ်ခန္ဓာဖြစ်တယ်ဘယ်စိတ်ကိုသိလိုက်ရင်ဘယ်ခန္ဓာဖြစ်တယ်ဆိုတော့ဒီစိတ်တွေမှမသိလို့ရှိရဲ့ပညာသိတဲ့စိတ်တွေကတော့တချို့သိကြတယ်တော့ဘုစိတ်တော်ဘုစိတ်နဲ့ပြောလိပြောတာရှိတယ်ခန္ဓာကနေပြီးတော့ဝေဒနာတွေဖြစ်လာတော့ဒေါသဖြစ်လာတဲ့စိတ်တွေကိုသိမသိတော့ဘူးနားလိုက်တာဖြစ်လာအဲ့ဒါဘာစိတ်ကောဒီစိတ်တွေကိုသိရင်သိမသိလို့ကတော့ဘွားနေမှာဗျာ
ကျိုးသားကြအယုတ်ကြည်ကြည်ဤခါသေခြင်းနဲ့သေရောလို့ဒီစိတ်ကိုထားဘိုင်တကုတ်တော်မှ3 နာရီ 4 နာရီကြည်သေးတာဗျာရွှေမတင်မောင်တို့သင်အောင်မင်းတို့တော့ဒီမှာတညလုံးကြည်သေးတာပဲကျိုးသားကြအခုကနတ်ပြည်66ကိုသွားမယ်တရားဇမား20ကိုသွားမယ်တရားနိဗ္ဗာန်ကိုသွားမယ်တရားမလဲနိုင်ဘူးလားလဲနိုင်ရမှာပေါ့ကျိုးသားကြပါသရာစိတ်တင်မှာရှစ်စိတ်ကတော်ရင်နောက်စိတ်ကလေးကတွန်းတယ်မှာရှော့မပေးနဲ့သရာအရေးကြီးတယ်တကားကြီးတွေမလျှော့နဲ့တော့ဝေဒနာခံရရင်ပြင်းပြင်းနဲ့ရှုတော့ဝေဒနာကိုနာတယ်လို့ကိုယ်မသိလိုက်နဲ့ဝေဒနာဒီနာမယ်နာကိုသာသိတာအကြောင်းကိုသာရနာတယ်လို့ကိုယ်သိရင်အကျိုးသာနာတယ်မသိဘဲနဲ့ဝေဒနာဒီနာကိုသာကြောက်တာစိတ်ကလေးကဒီကနေ့ဆက်တဲ့ဒီနာစိတ်ကိုကြောက်မှာဝေဒနာဒီနာအားလားနာဤသဘောကဘာလို့လဲခံစားပြီးပြက်တယ်ခံစားပြက်ဒီတုံးနဲ့သိတာများများမသိလွတ်တဲ့စိတ်အဲ့ဒီစိတ်ကလွတ်တယ်ခန္ဓာ၅ပါးလွတ်နေတဲ့စိတ်ဝေဒနာကိုနာတယ်လို့သိလိုက်ရင်ခန္ဓာ၅ပါးဖြစ်ပြီးဥပါဒခန္ဓာတွေဖြစ်ကုန်ຢာကခန္ဓာဒေါသခန္ဓာမောဟခန္ဓာအဲ့ဒီခန္ဓာတွေအပေသွားပြီနာတယ်လို့သိလိုက်တဲ့တည်းနဲ့ຢာကခန္ဓာဒေါသခန္ဓာမောဟခန္ဓာအဲ့ဒီခန္ဓာတွေကဘာလဲတိရစ္ဆာန်ခန္ဓာရဲ့ပိဋကခန္ဓာရဲ့ငရဲခန္ဓာရဲ့အဲ့ဒီခန္ဓာတွေဖြစ်ကုန်ကဲဒီစိတ်တွေသိအဲ့ဒီခန္ဓာ၅ပါးမဖြစ်အောင်ပိဋကခန္ဓာရဲ့ငရဲခန္ဓာရဲ့တိရစ္ဆာန်ခန္ဓာရဲ့ဒီခန္ဓာတော့ဘယ်လိုရှုပ်မလဲဝေဒနာဒီနာဤလက္ခဏာဘာလို့ကလဲခံစားပြီးပြက်တယ်လို့အဲ့ဒီလိုသိတာခန္ဓာ၅ပါးတော့သွားတရားသိတယ်မှာတရားဆိုတာသဘောပေါက်တထိုင်နေနဲ့လွတ်တယ်နာတယ်ကြိုက်တယ်လို့ဘာမသိနဲ့ပူတယ်အေးတယ်လှုပ်တယ်ရွာတယ်လို့မသိနဲ့ရှေ့စိတ်ကတော်ရင်နောက်စိတ်ကတော်တယ်သိရင်လည်းသိရောရဲဆိုတယ်တရားသိတာဒကာဒကာများတရားတထိုင်နေနဲ့ဒီမှာအပယ်လို့ဖို့စိတ်ကြည်ပြင်ပြီးတော့သေတတ်ဖို့ဟာကိုတထိုင်နေတဲ့ဟာဓာတ်ဤသဘောအစအလေအဆုံးကိုအတိလေးဆုံးသွားအောင်စိတ်တွေကိုဒီလိုမသိနဲ့ဒီလိုသိလိုက်ပါလို့စိတ်တွေပြင်ပေးနေတာအရေးကြီးဆုံးချက်ကတရားဓမ္မများလည်းသလားရှိဖို့အရေးကြီးတယ်။ဘာကြောင့်လဲတဲ့တရားပြတဲ့ပုဂ္ဂိုလ်ကအပင်မခံပြီးတော့တခါတည်းကိုအောနေတာစိတ်တွေကိုပြင်ပေးနေတာဓမ္မကြီးတို့ကအရေးကြီးဆုံးချက်ကတရားပဲရှင်းစိတ်ကတော်ရင်နောက်စိတ်ကတော့ပြက်ချင်တဲ့ပြက်လို့ဒီစိတ်ကိုထားမလျှော့ကြနဲ့တကားကြီးတွေဒကမာကြီးတွေသေလည်းမသိနိုင်ဘူးအခုနေသေးရမှာမလဲနိုင်ဘူးလားဗျာအခုနေသေးရင်နတ်ပြည်သွားမှာပဲနတ်ပြည်နဲ့လူပြည်နဲ့မလဲနိုင်ဘူးလားနတ်ပြည်နဲ့လူပြည်နဲ့လဲနိုင်ရပါနတ်ပြည်ကြလို့ဖြစ်ခွာမပေးရတော့အဲ့ဒီတွေမိဖို့မတိုက်ရဘူးပစောတွေမိဖို့မတိုက်ရတော့ဒီလူပြည်ကြမိဖို့တိုက်နေရတော့ကြကြီးကြီးပေးလာကြတယ်တော့ကြလျှော်ရပြန်ဒုက္ခကြီးနတ်ပြည်ကြတော့မလျှော်ရတော့ပါဘူးဗျာဒါလည်းသိကြီးအစင်းကိုလှနေတာကြိုးစားပါသရာစိတ်ပြင်မှာရှေ့စိတ်ကတော်ရင်နောက်စိတ်ကလေးကတွန်းတယ်မှာအယုတ်ကြည်ကြည်ရေခန့်သူသေးသေးမသေးတရားရဟာဆိုပြီးတော့သိခြင်းနဲ့အခုနေသေးငါမြတ်တယ်ဆိုပြီးတော့ဒီစိတ်ကိုထားဒါသရာစိတ်ပဲရှော့မပေးပါနဲ့နာဤသဘောသိပြည့်ဆိုအဲ့ဒါခါသားပြီးပြည့်တယ်ခါပြီးပြည့်တယ်နော်ငါလည်းကြီးကတင်းနေငါလည်းကြီးကတောင်းနေငါပေါင်းတာကြိုက်တယ်ငါကိုကငါဝေဒနာပါလားဝေဒနာဒီနာမယ်နာဤသဘောတရားလက္ခဏာကပါလဲခါသားပြီးပြည့်တယ်ဒါကသိတာဒီသုံးစိတ်နဲ့သိကနဦးစိတ်ကဘာလို့ပြရမလဲတင်းနေတောင်းနေလို့မသိမဲနဲ့ဝေဒနာလားသိတယ်ဝေဒနာသိပြီးနောက်စိတ်ကလေးပြောင်းလိုက်ဝေဒနာသိနာကိုပြောင်းလိုက်နာကိုသိတယ်နာဤသဘောတရားကတခါပြန်ပြောင်းလိုက်နာဤလက္ခဏာပါလဲခံစားပြီးပြက်တယ်အဲ့ဒီသဘောလေးကိုသိလိုက်အဲ့ဒီအလေးအကျင့်ဝတိဘောကိုအလေးအကျင့်လောက်ခါသေတတ်ဖို့ကနေရောညပါတခါတော့ဝတိဘောကြီးဝယ်နေနောက်ကြတော့အလေးအကျင့်ဖြစ်တဲ့ဝေဒနာဒီနာဤသဘောခံစားပြအော်ဝတိဘောနိုင်သွားပြီသမာဓိတည်သွားပြီသမာဓိကြောင့်ပညာပြည့်သွားတယ်သီလသမာဓိပညာတို့ဘုရားဟောတာနေသိရင်လွယ်တယ်အမေတကားလည်းတက်ဒီမဲ့တေးကြတာမဟုတ်ဘူးနေမသိရင်တော့ကဘာသိကျက်ဘယ်တော့မရအမေလည်းမလုပ်ဘူးနေသိရင်လွယ်လေး
ကြိုးစားပါသရာစိတ်တယ်မှာရှေ့စိတ်ကတော်ခြင်းနောက်စိတ်ကတော်တယ်အယုတ်ကြည်ကြည်အည်ခလူသေးသေးမသေးတရားရဆိုဒီစိတ်ကိုထားသေလည်းမသေးနိုင်ပါဘူးကြာဥပါဒာကြီးဖြစ်နေလို့မခံနိုင်ဘူးဆိုတဲ့စိတ်ဝေဒနာပြင်းပြင်းလေးရှိကွာရှော့မပေးနဲ့ပြင်းပြင်းလေးရှိကွာနာတယ်ကြိုက်တယ်လို့ပြောပြီးစိတ်မကြဝေဒနာဒီနာလာသိတာရှော့မပေးနဲ့အခုခဏသိကြည့်တာလဲနေလဲကွဲနေလဲကွဲသိနေလဲသိရောဆိုတာတခါတည်းခန္ဓာကိုယ်ကြီးကိုမငဲ့ကွဲမညာနဲ့ကဘာလာတတ်ပြည့်တဲ့ကညာလာဒီခန္ဓာကိုယ်ကြီးကိုဘုရားမညာရဘူးလို့ပြောတာမရှိတာကြီးကိုအရှိမထင်နဲ့နာတယ်ကြိုက်တယ်ထုံတယ်ကျင်းတယ်အောင့်တယ်လက်ပဲချီပဲကိုယ်ပဲခေါင်းပဲမသိနဲ့ဒီအသိတွေကမရှိတဲ့အသိရှိတာကဘာလဲဝေဒနာလိနာနာဣလက္ခဏာဘာလဲခံစားပြီးဖြစ်ဒါပဲသိရှော့မပေးနဲ့တော့ဝေဒနာခံရရင်ပြင်းပြင်းလေးရှူသွားပြင်းပြင်းလေးရှူပါဒီဝေဒနာကိုသမာဓိမှနိုင်မရှူဘဲနဲ့ရပ်လိုက်ပြီဆိုရင်ဝေဒနာတစ်ခုဖြစ်လာကျင်လိုက်လေရုပ်ဤသဘောလည်းမသိဘူးနာဤသဘောလည်းမသိဘူးပြင်းနေတာလည်းအချိန်ကုန်တော့သေဂာလိဆက်ဆက်ကြတော့ပြင်းလို့ရသေဂာလိဆက်ဆက်ကြတော့ငါတော့တော်မှပဲလို့ရဒီရုပ်နဲ့ဒီနာသူသဘောနဲ့သူဖြစ်လာပြီဖြစ်လာတဲ့ရုပ်နာကိုငါတော့အခုကတည်းကတော်ခဏခဏကြီးပြင်းနေတယ်တော်ကြပြင်းလိုက်တော်ကြပြင်းလိုက်တော်ကြပြင်းလိုက်နဲ့ပြင်းတယ်ရုပ်ဝေဒနာကိုသူသဘောသိရအောင်အစလည်းအဆုံးကိုသိရအောင်လိုက်သူသဘောကိုလိုက်ကြည့်ဒါကြောင့်သူသဘောလိုက်ကြည့်တာသမာဓိနဲ့ပညာနဲ့ချိန်မှသမာဓိကယူပေးဝေဒနာပြင်းပြင်းလေးရှုပေးအဲ့တော့မှသူသဘောကိုရုပ်သဘောကိုသိလာရုပ်သဘောသိလာပြီဆိုလို့ရှိရင်ရုပ်ဝေဒနာဘယ်လိုဖောက်ပြန်လာလဲဘယ်လိုဖြစ်ပြီးဘယ်လိုပြတ်သွားလဲနာသဘောဘယ်လိုခံစားပြီးဘယ်လိုပြတ်သွားလဲလို့အဲ့ဒီသဘောကိုသိဒီလိုမှမသိလို့ရှိရင်နာရာကြီးသိလို့ကတော့မကောင်းဘူးနာရာကြီးသိလိုက်ပြီဆိုလို့ရှိရင်တော့ငါတော့အပယ်ဆင်းရမှာပဲလို့တစ်ထစ်ချမှတ်တယ်ကြိုးစားသရာအရေးကြီးတယ်သရာဝရိယတတိသမာဓိပညာဘုံ၅ပါးလက်ကင်ထားသိခြင်းနဲ့သိရောငါကိုကြီးကလှုပ်တယ်ငါလက်ကြီးကထုတ်တယ်ဒီလိုမတတ်မှနဲ့ရုပ်ဝေဒနာပါလားဝေဒနာဒီနာပါလားသိနေတဲ့သဘောလေးကနာငါကိုကြီးကလှုပ်တယ်ငါကိုကြီးကရင်းတယ်လို့ဒီလိုမသိနဲ့ဝေဒနာသာသိတာငါကသိတာပဲလှုပ်တယ်ရင်းတယ်ရိုင်းတယ်သိတာပဲဒါကိုမသိနဲ့ဝေဒနာသာသိဖောက်ပြန်နေတာဝေဒနာခန္ဓာခံစားနေတာအခုနာဝေဒနာခန္ဓာဖြစ်ဒီဝေဒနာခန္ဓာဖြစ်နေတဲ့ဥစ္စာကိုဝေဒနာခန္ဓာကိုအတိခန္ဓာ၅ပါးချုပ်အောင်လိုက်တရားရေးကြည့်တယ်ကျိုးသားပါတရားသိတယ်ပြည့်စိတ်နဲ့နောက်စိတ်တော့ပြည့်ခြင်းနဲ့ပြည့်ရောအယုံကြည်ကြည်ရေးခလူသေးသေးမသေးတရားရတရားအရေးကြီးတာပေါ့ဗျာတရားရှိလို့ရှိရဲ့ဘုရားရတဲ့တရားသစ္စာလေးပါးရတရားမရှိလို့ကတော့ရဖို့ရခဲရပါဗျာဘာကြောင့်လဲဘုရားကဘုံ၅ပါးဆိုတာတရားဘုံဝရိယဘုံတတိဘုံသမာဓိဘုံပညာဘုံပဲဟောဘုံ၅ပါးဒီဘုံ၅ပါးစိတ်ကဘယ်စိတ်တွေလဲလို့တခါပြဖြစ်တရားဘုံဆိုတာပြင်းလည်းမပြင်းတဲ့သူ့သဘောကိုလိုက်သိခြင်းနဲ့သိရောဒီဒုက္ခကြီးဖြစ်လာပြီဒီရုပ်နဲ့ဒီနာဖြစ်လာပြီဒီရုပ်နဲ့ဒီနာဖြစ်လာရုပ်သဘောနဲ့သိအောင်နာသဘောနဲ့သိအောင်ငါအစနဲ့အလယ်နဲ့အဆုံးနဲ့အသိဆုံးအောင်ငါလိုက်မယ်ဆိုတဲ့ဥစ္စာအဲ့ဒါသိခြင်းနဲ့သိရောဆိုတာအဲ့ဒါတရားပဲအဲ့ဒီစိတ်ကတရားစိတ်ပေါ့အဲ့ဒီစိတ်ဖြစ်နေတာတရားစိတ်ဝရိယဆိုတာပဲသိနံတရိအပြင်ဘက်ထွက်မှာဆိုလို့ထိမ့်သိမ့်စောက်ရှောက်ပြီးတော့ထားတယ်အပြင်ဘက်မထွက်ရအောင်အဲ့ဒါဝရိယစိတ်တရားဘုံဝရိယအပြင်ဘက်ထွက်လို့ရှိရင်ဥပါဒာတွေဖြစ်မှာဝရိယနံတရိအပြင်ဘက်ထွက်မှာဆိုလို့ဝရိယနဲ့ထိမ့်သိမ့်စောက်ရှောက်ထားတာဝရိယတတိဆိုတာဘာလဲတဲ့အင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့အောက်နဲ့ပူနဲ့ဒါတွေပေါ်လာပြီးတော့ဒါတွေမသိပဲနဲ့ဝေဒနာကိုသိရဝေဒနာကနေပြီးတော့နာကိုသိရနာဣလက္ခဏာဘာလဲခံစားပြီးဖြစ်ဒီသုံးဌာနဒီသုံးစိတ်ဓာတ်သိတာဝေဒနာဒီနာလာသိတာတင်းနဲ့တောက်တယ်လို့မသိအောင်တတိနဲ့နေတာအမြဲတမ်းတင်းတယ်လို့သွားသိလိုက်ပါသို့ပူတာပေါ်တော့ပူတယ်လို့သိလိုက်ပါသို့ကြိုက်တာပေါ်ကြိုက်တယ်လို့သိလိုက်ပါသို့တတိဆိုတာအမြဲတမ်းထားရတယ်ဓာတ်ကြီးလေးပါပေါက်ပြန်လာတဲ့အချိန်ကမှတင်းနာပေါ်လာလို့ဝေဒနာဒီနာမာလာလို့အဲ့လိုသိတတိကအမြဲတမ်းထား
အဲ့ဒါတတိခေါ်တယ်သမာဓိဆိုတာဘာလဲတဲ့နာဣလက္ခဏာဝေဒနာဒီနာကိုသိထားတာအဲ့ဒါနာစိတ်ကိုနာကိုတစ်ခုတည်းသိထားတယ်မပြောင်းတော့ဒီစိတ်တစ်ခုတည်းဖြစ်နေအဲ့ဒါသမာဓိတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောက်နဲ့ပူနဲ့အိမ်နဲ့လှုပ်နဲ့ကြွားတယ်လို့မသိတော့ဘူးပေါက်ပြန်တဲ့စိတ်တွေမရှိတော့ဘူးသမာဓိဆိုတာတည်ကြည်မှုသမာဓိကနာစိတ်ဖြစ်ဝေဒနာဒီနာကိုသိထားတယ်မပြောင်းရတော့ဘူးနာကိုသိတာအဲ့ဒါဘာလဲသမာဓိသမာဓိကနေပြီးတော့ပညာတဲ့ဘယ်ရတယ်တဲ့နာဣလက္ခဏာတော့ဘာလို့တာခံစားပြီးပြက်အဲ့ဒီခံစားပြီးပြက်တဲ့သဘောတရားလေးကိုခန္ဓာ၅ပါးလွတ်သွားတဲ့စိတ်ကလေးကိုသိခံစားပြီးပြက်တယ်လို့ဒီလိုသိလိုက်အဲ့လိုသိတာဘာလဲတဲ့ဝိဇ္ဇာပညာပဲသရာစိတ်ဝရိယစိတ်တတိစိတ်သမာဓိစိတ်ပညာစိတ်အဲ့ဒါဘုံ၅ပါးပေါ့အဲ့ဒါဘုံ၅ပါးစာထဲကဘုံတွေတော့သိပါဘူးဗျာအဲ့ဒါခန္ဓာကရှာထားတဲ့စိတ်တွေကအဲ့ဒီစိတ်တွေကအဲ့ဒါဘုံ၅ပါးပေါ့အဲ့ဒီစိတ်တွေကိုသိပါမှာဒီစိတ်တွေမှမသိလို့ရှိရင်ဘယ်လိုလုပ်လူတိုင်းလည်းမသိဘူးလားတဲ့သရာဘဝရိယဘဝတတိဘဝသမာဓိဘဝဘုံ၅ပါးလက်ကြိုက်တာအဲ့ဝိပဿနာရောဒီပုံကိုယ်ဒီစိတ်တွေသိလာပြီဆိုတော့ဟောဒါသရာစိတ်ပဲဒါကဝရိယစိတ်နာမ်လေးထွက်သွားတော့အာတာဝရိယနဲ့ခါတတိဆိုတဲ့ဥစ္စာတင်းနဲ့တောင်းတယ်လို့မသိဘဲနဲ့ဝေဒနာဒီနာကိုသိတာအဲ့ဒါတတိပဲသမာဓိဆိုတာဘာလဲတဲ့နာမပြောင်းမလွှဲပဲနဲ့တင်းနဲ့တောင်းတယ်လို့မသိဘဲနဲ့ဝေဒနာဒီနာတခုတည်းသိတာမပြောင်းလွှဲတော့အဲ့ဒါသမာဓိပဲပညာဆိုတာဘာလဲခံစားပြီးပြည့်အဲ့ဒီပါလေဒီစိတ်တွေသိတာတော့ဟောလွယ်ရောဗျာဒီစိတ်တွေမှမသိဘဲနဲ့လုံးနဲ့ခြားပါကြည့်သရာဘုံဝရိယဘုံတတိဘုံသမာဓိဘုံပညာဘုံဘုံ၅ပါးလက်ကြိုက်ထားမှဆိုစိတ်တွေပြောတာဆိုတော့မသိဒီစိတ်တွေကိုသိမှာအဲ့တော့ကြိုးစားပါရှင်းစိတ်ကတော်ကျင်တော့စိတ်ကတွန်းတယ်အယုတ်ကြည်ကြည်ဤကလူသေးပြီးမသိတရားရသရာဝရိယတတိသမာဓိပညာဘုံ၅ပါးလက်ကြိုက်ထားပြီးတော့တခါတည်းကိုဒီစိတ်တွေကိုသိသွားရှော့မပေးနဲ့သိကျင်တဲ့ဒီကားလေးလိုက်ဖို့မှာပဲပွဲတွေကြည့်နေတာတော့ဗျာဘိုင်စကုတ်တွေကြည့်ဇာပွဲကြီးတွေကြည့်အဲ့ချင်လို့လားအဲ့ဒီမှာအပင်ငရဲကိုသွားမဲ့စိတ်ပိဋ္ဌာဖြစ်မဲ့ပိဋ္ဌာဖြစ်မဲ့ခန္ဓာငရဲခါရမဲ့ခန္ဓာတိဋ္ဌာဖြစ်မဲ့ခန္ဓာတော့တညလုံးတခါတည်းမိုးနေကြည့်အခုကနတ်ပြည်6ဓာတ်သွားမယ်ယမ20သွားမယ်နိဗ္ဗာန်ဓာတ်လိုက်သွားမယ်အဲ့ဒါကြတော့မလုပ်နိုင်ဘူးလားလုံနိုင်ရမှာပေါ့ကြိုးစားပါသရာအရေးကြီးတာပဲကြောက်မပေးနဲ့ဓမ္မကြီးတွေတရားနည်းနေပြီနော်ဂရိယူဂရိမြက်အောင်အသက်ကြီးနေရင်ဂရိမြတ်မြတ်ယူဖို့အရေးကြီးတယ်ဘာပဲပေါ်ပေါ်တော့ဝေဒနာတိနာနာတိတာနာဣလက္ခဏာဘာလို့တတ်တယ်သူတော့တင်နာလည်းခံစားတယ်တောင်းနာလည်းခံစားတယ်တောင်းနာလေးခံစားလိုက်တဲ့ခံစားပြီးပြက်တယ်နောက်တင်နာလေးသွားပြီးလိုက်တဲ့ခံစားပြီးပြက်တယ်ထုံနာလေးခံစားပြီးပြက်လိုက်ပြက်တယ်နာဣလက္ခဏာသဘာဝကဘာလဲခံစားပြီးပြက်တဲ့လက္ခဏာတင်နာလည်းခံစားပြီးခံစားတယ်တောင်းနာလည်းခံစားတယ်ထုံနာလည်းခံစားတယ်အောက်နာလည်းခံစားတယ်ကြက်တာလည်းခံစားတယ်ပူတာလည်းခံစားတယ်အေးတာလည်းခံစားလှုပ်တာရွတာတောနာကန္နာလည်းခံစားတယ်နာခံစားတာပဲရှိခံစားပြီးပြက်နေတာပဲရှိတယ်အင်းနဲ့တောင်းနဲ့ထုံနဲ့ဒီစိတ်ကြီးဖြစ်နေတာစိတ်ဓာတ်သင်္ခါရပရိစ္ဆာသမုပ္ပါခေါ်တယ်အဲ့ဒီစိတ်ကြီးဟာဘာလဲစိတ်ဓာတ်သင်္ခါရပရိစ္ဆာသမုပ္ပါဆိုတာခန္ဓာမှာရှိပါတယ်ဗျတင်းနဲ့တောင်းနဲ့ထုံနဲ့ဆိုတာအဲ့ဒါပရိစ္ဆာသမုပ္ပါပဲလဲနေပြီစိတ်ကြီးဖြစ်ပြက်နေပြီတင်းနဲ့ဆိုတဲ့စိတ်တောင်းနဲ့ဆိုတဲ့စိတ်ထုံနဲ့ဆိုတဲ့